မနဲ့ချက်တက်လိုက်ကောင်းအားလုံးပဲမင်္ဂလာပါဟိုလေညီမခဏလောက်လူလေးခဏစောက်ပြီးတော့ဒီညီမတို့ဒီ Liberty Visa ကနေပေါ့နော်ဒီဗီဇာအမျိုးမျိုးဝန်ဆောင်မှုပေးတဲ့အရာတွေ sharing လုပ်ပေးပါမယ်ဟိုလူလေးတော့ခဏလောက်စောက်လိုက်မယ်နော်9မိနစ်လောက်ပဲရှင့်ဟုတ်ညီမအကယ်ရှင်းပြပေးပြီးသွားတဲ့ခါကျလို့ရှိရင်မေးချင်တဲ့မေးခွန်းလေးတွေရှိရင်လည်းပေါ့နော်ဒီ comment မှာမေးလို့ရတယ်ပေါ့နော်လူခဏစောက်ပြီးတော့နောက်9မိနစ်နေလို့ရှိရင်ဒီ Liberty Visa ကနေဝန်ဆောင်မှုပေးနေတဲ့ Visa တိုက်အမျိုးအစားတွေအားလုံးအကြောင်းကိုလည်းရှင်းပြပေးမယ်ပြီးတော့ payment နဲ့ပတ်သက်ပြီးတော့တချို့ပေါ့နော်ဒီအရေးကြ plan တွေတချို့သိချင်တဲ့အရာလေးတွေကိုလည်းရှင်းပြပေးမယ်ပေါ့နော်ဟုတ်ခဏလေးနော်ဒီတစ်ချက်လူတော့နည်းနည်းတော့တက်လာပြီဆိုတော့လေညီမစပြီးတော့ရှင်းပြပေးလိုက်မယ်ဒါပေမဲ့ညီမအခု live စပြောတဲ့အချိန်မှာမမှီနေပေါ့နော် live ကဒီတိုင်းထားရမှာဆိုတော့ပြန်ပြီးတော့လည်းကြည့်လို့ရတယ်ပေါ့နော်ပထမဦးဆုံးညီမတို့ဒီ Liberty Visa ကနေပေါ့နော်ဝန်ဆောင်မှုပေးနေတဲ့ Visa တိုက်အမျိုးအစားကိုအရင်ဆုံးရှင်းပြပေးမယ်နော်ညီမတို့Liberty Visa မှာဝန်ဆောင်မှုပေးနေရတော့ Visit Visa ရှိမယ် B1 B2 Study Tour ရှိမယ်ပြီးတော့လို့ရှိရင် F1 Visa ပေါ့ဒါတွေကတော့ Non Immigrant Visa တိုက်တွေပေါ့နော်နောက်တစ်ခုအနေနဲ့ Immigrant Visa တိုက်တွေဖြစ်တဲ့ EB3 ပြီးတော့လို့ရှိရင် EB5 ပေါ့နော်ဒါကတော့ Immigrant Visa တိုက်တွေဖြစ်တဲ့ EB3 ရှိမယ် EB5 ရှိမယ်ပေါ့နော်ဟုတ်Non Immigrant Visa အနေနဲ့ကကျတော့ခုနကညီမပြောတဲ့ဒီ Visit Visa ရှိမယ် Study Tour ရှိမယ်ပြီးလို့ရှိရင် F1 Visa ရှိမယ်ပေါ့နော်Study Tour နဲ့ဒီ Visit Visa နဲ့ကကျတော့ဒီStudy Tour ကျတော့လေးလိုက်ခီးပုံစံမျိုးသွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဒီနဲ့တော့အတူတူပဲ Visit Visa တိုင်းနဲ့တော့အတူတူပဲပေါ့နော်နောက်ကကျတော့ဒီ F1 Visa ပေါ့ F1 ကကျတော့ဒါ Student Visa ပေါ့နော် US မှာရှိရဲ့ကျောင်းတွေကိုကြိုက်တဲ့ကျောင်းတွေပေါ့နော်တက်ချင်တဲ့သူတွေအနေနဲ့ပေါ့နော်ဒါ F1 Visa အနေနဲ့ရှိမယ်နောက်ကကျတော့ခုနပြောတဲ့ immigrant visa တိုက်တွေဖြစ်တဲ့EB3 visa ရှိမယ်ပြီးလို့ရှိရင် EB5 visa ရှိမယ်ပေါ့ပထမဦးဆုံးဒီ EB3 visa လေးကိုရင်ဦးဆုံးsharing လေးလုပ်ပေးမယ်ပေါ့နော်ဒီ EB3 visa ကျတော့ immigrant visa တိုက်ဖြစ်တယ်သူကတော့ immigrant visa တိုက်ဖြစ်တဲ့အတွက်ကြောင့်မလို့ visa reject ကတော့မရှိဘူးပေါ့နော်နောက်တစ်ခုကသူက green card ရတဲ့ program ဖြစ်တယ်green card သက်တမ်း10နှစ်ရတယ်ကိုက green card သက်တမ်း5နှစ်ပြည့်လို့ citizen ရှောက်ချင်တယ်ဆိုရင်လည်းတစ်နှစ်လောက်ပဲကြာတယ်ပေါ့နောက်တစ်ခုကကြတော့ဒါပေမဲ့ तू ကတော့ unskilled worker ဖြစ်တဲ့အတွက်ကြောင့်မလို့ education background တွေတော့မလို့ဒါပေမဲ့လည်းအင်္ဂလိပ်စကားပြောတော့နည်းနည်းဘာတော့ပြောတတ်ကြမယ်ပေါ့နော်ဘာလို့လဲဆိုတော့ညီတို့စီမှာတရား unskilled worker ဖြစ်တဲ့အတွက်ကြောင့်မို့အလုံးနဲ့လည်းသွားတဲ့ပုံစံမျိုးလေးဆိုတော့လေအလုံးတွေနဲ့ပတ်သက်ပြီးတော့ညီတို့စီမှာဒီ fast food တွေအဓိကများတယ်ပေါ့နော် fast food ဆိုတာဒီ kitchen help ဘာလို့ cashier ဘိုင်းလို့ပေါ့နောက်တစ်ခုကကျတော့ head aid ဘိုင်းဒီမှာရှိမယ်ဒီပြုစုဆောက်ရှောက်ရေးနေရာတွေမှာဒီ head care ဘိုင်းတွေပေါ့အဲ့ဟာတွေရှိမယ်ပြီးတော့လို့ရှိရင်နောက်တစ်ခုကတော့ maintenance worker တွေရှိမယ်ပြီးရင် restaurant ဘိုင်းတွေမှာ waitress တို့အဲ့ဟာဘိုင်းတွေလောက်ရတဲ့အဘိုင်းတွေရှိမယ်ပေါ့နော်ဟုတ်ဒီ EB5 နဲ့EB3 နဲ့ပတ်သက်ပြီးတော့discuss လုပ်ချင်တယ်တူတယောက်ချင်း
EP3 ကဘယ်လောက်ကြာလဲဗျာတဲ့ဟုတ်ကဲ့ပါရှင် EP3 ကပေါ့နော် process time အနေနဲ့ကတော့2နှစ်ခွဲကနေ3နှစ်ထိတော့ကြာနိုင်တယ်ဒါကလည်းဘာကြောင့်ကြာလဲဆိုတော့ညီမတို့ကဒါ US အစိုးရနဲ့တရားဝင်တွားတာဖြစ်တဲ့ကြောင့် process time ကတော့အဲ့လောက်ထိကြာနိုင်တယ်ပေါ့နော်အဓိကတော့သူတို့ဘက်ကမြန် RAM ဥပမာပေါ့ found မြန် RAM ပေးနိုင်နေဆိုရင်တော့ဒီ process ဒီအခုခုနပြောတဲ့ဒီ2နှစ်ခွဲ3နှစ်ထက်စားလို့ရှင်လည်းစောသွားနိုင်တဲ့အနေအထားတွေလည်းရှိရပေါ့နော်ဟုတ်ကဲ့ပါရှင်အသက်ကန့်သက်ချက်အနေနဲ့ကတော့ EP3 ကကြတော့ဒီအသက်18နှစ်ကနေအသက်50အထိကန့်သက်ထားရပေါ့နော်အဲ့ဒီကြားထဲမှာမြည်သူမဆိုရှောက်လို့ရတယ်တူတယောက်ချင်းတွေလည်းရှောက်လို့ရသလိုပေါ့single တယောက်တည်းလည်းရှောက်လို့ရတယ်ဒါမှမဟုတ်ရှင် couple ပေါ့နော်2ယောက်လင်မယား2ယောက်လည်းရှောက်လို့ရတယ်ဒါမှမဟုတ်ရှင် family လိုက်လည်းရှောက်လို့ရတယ်ပေါ့နော်green card ကကြတော့မိသားစုလိုက်ရှောက်မယ်ဆိုလည်းမိသားစုလိုက်လုံး green card ရတယ်ဒါပေမဲ့ဥဆောင်ရှောက်တဲ့သူတယောက်ကပဲဒီအလုပ်နဲ့လုပ်ပေးရတယ်ပေါ့နော်မိသားစုလိုက်ရှောက်မယ်ဆိုတော့ကလေးဆိုရင်တော့အသက်22နှစ်အောက်မှာရမယ်ပေါ့နော်ဟုတ်နောက်ကကြတော့အခုကြတော့တချို့တွေရှိရဒီ F1 ဒါကတော့ညီမမိတ်ဆက်ပေးရပါတော့F1 visa တော့ student visa လည်းတချို့ပေါ့ reject ဖြစ်ထားတယ်visit visa တွေ reject ဖြစ်ထားတယ်အဲ့လိုမျိုးသူတွေလည်းဒါ EP3 ကိုရှောက်လို့ရတယ်ပေါ့နော်ဒါ visa type မတူတဲ့အတွက်ကြောင့်မလို့ရှောက်လို့ရပါတယ်နောက်တစ်ခုကကြတော့ဒီ student visa ကိုလည်းလုပ်ချင်တယ်ပြီးတော့ EP3 visa ကိုလည်းလုပ်ချင်တယ်ပေါ့နော်နှစ်ခုပေါင်းပြီးတော့လုပ်ချင်တယ်ဆိုရင်လည်းညီမတို့ဘက်ကဝန်ဆောင်မှုပေးတယ်ပေါ့နော်payment တစ်ခုတတ်မှတ်ထားပြီးတော့ဒီနှစ်ခုလုံးကိုဒီ student visa ဟောဒီ EP3 visa ဟောနှစ်ခုလုံးပေါ့နော်လုပ်ပေးဖို့အတွက်လည်းစီစဉ်ထားပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့တူတယောက်ချင်းစီပေါ့နော် discuss လုပ်ချင်တယ်ဆိုရင်လည်းညီမတို့ဒီရုံးဖုန်း Viber ကိုလည်းဆက်သွယ်လို့ရတယ်ရုံးကိုလည်းဖုန်းဆက်လို့ရတယ်ဒါမှမဟုတ်ရှင်ဒီ page ပေါ့နော်page messenger မှာလည်းပြောထားလို့ရတယ်ပေါ့နော်ဘယ်နှကြိမ်တွင်းရတာလဲဆိုတော့အကိုဟိုလေးပြောရလားမသိဘူးရှင်ဒီ EP3 နဲ့ပတ်သက်ပြီးတော့ဟုတ် EP3 နဲ့ပတ်သက်ပြီးတော့ဒီ payment method အနေနဲ့ကကြောင့်ညီမတို့စီမှာဆိုရင် single ဆိုရင်3 time payment ရှိမယ်ပြီးလို့ရှိရင်couple ဆိုရင်တော့4 time payment ပေါ့နော် family ဆိုရင်လည်း4 time payment ပေါ့၄ချိန်ခွဲတွင်းရတယ်ပေါ့payment သေးစိတ်လေးသိချင်တယ်ဆိုရင်တော့ညီမဒီ Viber ရုံးဖုန်း Viber ကိုအခုနာမည်လေးနဲ့ပြောထားလို့ရပါတယ်ညီမဒီ Viber ကနေတစ်ဆင့်ပြန်ပြီးတော့အကြောင်းပြန်ပေးမယ်ပေါ့နော် payment plan ဟာလေးကိုလည်းအခုညီမတစ်ချက်ပို့ပေးပါမယ်ရှင်ရုံးကိုလာပြီးတော့ဆွေးနွေးချင်တယ်ပေါ့တချို့ကြတော့ဒီဖုန်းပြောတဲ့ခါကျသူတို့အားမရတဲ့ပိုင်းတွေလည်းရှိမယ်တချို့ဒီသိချင်တာသူလူကိုယ်တိုင်ပေါ့နော်ထားရိုက်သိချင်တဲ့လူတွေလည်းရှိမယ်ဆိုတော့လေရုံးကိုလည်းလာပြီးတော့ပေါ့နော်ဆွေးနွေးလို့ရတယ်ဒါပေမဲ့ appointment လေးတော့တစ်ချက်ယူပြီးပေါ့နော်ဟုတ်EP3 ရတဲ့တချို့တွေ9နှစ်တောင်ကြာရေပြောတယ်ဟုတ်ကဲ့EP3 ကတနိုင်ငံနဲ့တနိုင်ငံပေါ့နော် process တိုင်းကတော့မတူဘူးအဲ့လိုမျိုးတော့ရှိရဲဒါပေမဲ့တခုရှိရ EP3 ကအဲ့လို9နှစ်ကြာသွားရေးဆိုရယ်အနေထားဘယ်လိုမျိုးအနေထားတွေမှာဖြစ်နိုင်လဲဆိုတော့ညီမတို့ဒီပေါ့နော်ကိုဗစ်လိုမျိုးအနေထားတစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ပိတ်သွားတဲ့အနေထားမျိုးမှာပေါ့နော်တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ပိတ်ထားတဲ့အနေထားမျိုးမှာတန်ယုံတွေလည်းပိတ်တယ်ဘူးမှအလုံးမလုပ်တဲ့အနေထားမျိုးတွေမှာဆိုရင်တော့ဒီ process ကအဲ့လိုမျိုးကြာသွားနိုင်တယ်ပေါ့နော်ပုံမှန် process ကတော့အဲ့လောက်ထိတော့မကြာနိုင်ဘူးခုနညီမပြောသလိုကိုဗစ်လိုအနေထားမျိုးဖြစ်သွားတဲ့အချိန်မှာမျိုးတွေမှာဆိုရင်တော့ကြာသွားနိုင်တယ်ပေါ့နော်ဟုတ်ခုနညီမပြောတဲ့ဒီF1 visa ပေါ့နော်ဒီ student visa လည်းလုပ်ချင်တယ်ဒီ EP3 visa ကိုလည်းလုပ်ချင်တယ်ဆိုရင်နှစ်ခုလုံးပေါ့နော်တပြိုင်နက်တည်းလုပ်လို့ရအောင်လည်းညီမတို့ဘက်ကစီစဉ်ပေးထားတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ discuss လုပ်ချင်တယ်ဆိုရင်လည်းညီမတို့ဒီရုံးကိုပဲဖြစ်ဖြစ်ခုနညီမပြောတဲ့ဒီ Viber ဖုန်းကိုပဲဖြစ်ဖြစ်ဆက်သွယ်လို့ရတယ်မေးမြန်းလို့ရတယ်ပေါ့နော် payment plan လည်းဒီတန်းရှိရပေါ့နောက်တစ်ခါလေး Messenger မှာမေးထားရလေးရှိရ EP3 နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီအရစ်ကြ plan လေးတွေလည်းမေးထားဆိုတော့လေဒီရစ်ကြ plan နဲ့တည်ချင်တယ်ဆိုရင်တော့လေညီမတို့တစ်ချက် Viber ကနေပဲတစ်ချက်ဆက်သွယ်ပြီးပါเนาะရုံးဖုန်းညီမအသေးစိတ်လေးလည်းရှင်းပြပေးမယ်ပြီးတော့ဘာလို့ညီမဒီ right ထဲမှာမပြောရဆိုတော့အရစ်ကြ plan တစ်ခုတည်းမဟုတ်ပေါ့เนาะသူရဲ့ plan ကညီမတို့ဆွဲထားတာ3ခုလောက်ရှိရယ်ဘယ်လို payment plan လေးတွေလဲဘယ်လိုအသေးစိတ်လေးတွေကြတော့ညီမတို့ဒီတူးချင်းစီ discuss လုပ်တာတော့ပို့ပြီးတော့အဆင်ပြေရပေါ့เนาะဟုတ်နောက်တစ်ခုကကြတော့ညီမတို့ဒီ EB5 process ပေါ့ဒီ EB5 process လဲgreen card ရတဲ့ process ပဲပေါ့နော်green card ရတဲ့ process ပဲသူကကြတော့
ဒီ US မှာရှိရဲ့ investment ပေါ့နော် investment လုပ်ကြရပေါ့အဓိကတော့ဒီအိမ်ယာစီမံကိန်းတွေမှာညီမတို့ဆိုလက်ရှိညီမတို့ရဲ့ project ပေါ့နော် approve ဖြစ်ထားတဲ့ project အခုဆိုရင်ညီမတို့ဒီ Liberty Visa ကနေလည်းဒီမြန်မာတွေအနေနဲ့ဒီ investment လုပ်ထားတဲ့သူတွေရှိရပေါ့နော်မြန်မာတွေလည်းပါတယ်ပေါ့တခြားတခြားနိုင်ငံလူတွေလည်းပါတယ်ပေါ့နော်အခုကကျတော့ဒီ investment visa ကကျတော့သူလည်း green card ရတဲ့ program process ကကျတော့သူကတစ်နှစ်ခွဲလောက်ပဲကြာရင်လည်းတူတယ်တစ်နှစ်ခွဲလောက်ပဲကြာမယ်ပေါ့နော်အတိတယောက်ကရဲ့3ချိန်လုံးတွင်းထားပြီးပြောတယ်ဆေးစစ်ဖို့မှာကြာနေပြီကောတယ်sorry ဟိုလေအတိတယောက်3ချိန်လုံးတွင်းထားပြီးပြောဆိုတာလေဒီ Liberty Visa မှာလောက်ထားရုပ်ပြောရလားထောင်းမို့လို့ရှင်တခြား agent တွေနဲ့လောက်ထားရုပ်ပြောရလားမသိဘူးရှင်ဟုတ်ပေါ့ဆေးစစ်ဖို့မှာကြာရဲဆိုတာဆေးစစ်ဖို့မှာကြာတာတော့မဟုတ်လောက်ဘူးကိုတန်ရုံ appointment မှာကြာတာတန်ရုံ appointment ကိုစောက်ကြတာဖြစ်ဖို့များတယ်ဘာလို့ဆိုတော့သူကvisa bulletin နဲ့တွားတာဆိုတော့လေတနိုင်ငံနဲ့တနိုင်ငံ visa bulletin ကတော့မတူဘူးပေါ့နော်အဲ့လိုမျိုးလေးရှိရဆိုတော့ process လုံးနေဆက်မလုပ်ပြတော့ဆိုဟုတ်ကဲ့ပေါ့နော် process လုံးနေဆက်မလုပ်ပြတော့ရင် refund ပြန်ပေးလိုက်ဆိုညီမတို့ဘက်ကညီမတို့ company ကြောက်တစုံတရာမဟုတ်ပဲနဲ့ customer ဘက်ကရက်တန်းလိုက်တာမျိုးဆိုတော့ညီမတို့ဘက်က refund ပြန်မပေးဘူးပေါ့နော်ဘာလို့ refund ပြန်မပေးရလဲဆိုတော့ညီမတို့ကတစ်ဖက် company ကိုဟိုဘက်ဒီ US မှာရှိရဲ့ရှေ့နေ company ကိုညီမတို့ကပေးထားတဲ့ payment တိုင်းညီမတို့ကဟိုဘက်ကိုပြန်သွင်းပေးထားတယ်သွင်းမရတဲ့ခါကျတော့ဟိုဘက် company ကအမတို့ဆက်မလုပ်ပြတော့ပါဘူးဆိုရင်ဟိုဘက် company ကပြန်မပေးတဲ့အတွက်ကြောင့်မို့လို့ညီမတို့ဘက်ကပြန်ပေးလို့မရဘူးပေါ့နော်ဒါပေမဲ့ company ကြောက်ဖြစ်ခဲ့တယ် labor certificate deny ဖြစ်ခဲ့တာမျိုး company ကြောက်တစုံတရာဖြစ်ခဲ့တယ်ဆိုတော့ညီမတို့ဘက်ကတာဝန်ယူမှုအနေနဲ့ကတော့ပြန်ပြီးတော့ဒီ customer ဘက်ကိုပြန်လုပ်ပေးတဲ့အပိုင်းတော့ရှိရပေါ့နော် company ကြောက်မဟုတ်ပဲနဲ့တော့customer ဘက်ကဆက်မလုပ်ဖြစ်ချင်တော့လို့တချို့ကြောက်လည်းDV ပေါက်သွားလို့ဆက်မလုပ်ချင်တော့လို့ပါတော့အဲ့လိုမျိုးဆိုတော့ညီမတို့ဘက်က refund မရှိပါဘူးရှင်ဟုတ်ကဲ့ပါsorry ခုနကညီမ EB5 ကြောင်းလေးပြောနေရဆိုတော့လေဒီ EB5 ကခုန investment လုပ်တဲ့ visa သူကလည်း green card ရတဲ့ visa ပေါ့နော်အနောက်ကဒီဘယ်မှာ investment လုပ်ရမလဲလို့မေးလို့ရှိရင်ညီမတို့ဒီလက်ရှိပေါ့နော်ဒီတခြားမှာလုပ်ထားတာတခြားမှာလုပ်ထားတာဆိုတော့ process ကတော့ပုံမှန်အားဖြင့်ဒီပုံစံတိုင်းပဲတွားတယ်ပေါ့နော်ကိုဟုတ်ခုနကပြောသလိုပေါ့သူကစစ်စစ်တဲ့အပိုင်းမှာကြာနေရဆိုတာ visa appointment မရသေးရလားပေါ့နော်အဲ့ဒါပေါ့လဲမှုတည်တရားဆိုတော့သူက visa appointment ကတော့နည်းနည်းကြာတယ်သူကတချို့ဆို6လ8လတချို့ဆိုလည်း visa bulletin နဲ့တွားဆိုတော့နည်းနည်းလေးကြာတယ်အခုလက်ရှိ visa bulletin update ကကြတော့2000ဒီညီမတို့မြန်မာနိုင်ငံရောတခြားဒီနိစ္စနိုင်ငံတော်တော်များများတော့2021အောက်တိုဘာတိပဲခေါ်ထားတာဆိုတော့ဂျားထဲမှာကြောင့်ကိုဗစ်ကာလတွေပါရှိရဆိုတော့ညီမစိတ်ထင်ကတော့အခုဒီ2021အထိအကုန်လုံးခေါ်ပြီးသွားတဲ့ခါကြလို့ရှိရင်ပေါ့နော်ဒီ2023ညကြော်သွားမလားပေါ့ဒါတော့ညီမတို့ကကျတော့ခံမှန်းခြေအနေနဲ့ကြည့်ပြီးတော့ပြောရတယ်ပေါ့နော်ဘာလို့လဲဆိုတော့အတိအကျကျတော့ပြောဖို့ကကျတော့လေအကုန်လုံးကပြောရမယ်Donald Trump ပိတ်လိုက်တာမျိုးဖြစ်ရင်ရောလုံးနေစ process တွေကိုထိခိုက်နိုင်လက်ရှိအနေထားရပေါ့နော်ဘယ်အခုချိန်ထိရှေ့မှာဘယ်သမရတက်ခဲ့ပေါ့နော်လက်ရှိအနေထားရတော့ဒီ AB 1 2 3 5ပေါ့နော်အဲ့ဒီ visa type တွေကိုတခါမှပိတ်ခဲ့တာမျိုး immigrant visa type ပေါ့နော်ဒီ EB 1 2 3 5ဒီ visa type တွေကိုတခါမှပိတ်ခဲ့တာမျိုးလည်းမရှိခဲ့ဘူးပေါ့နော်ရှေ့မှာဒီအခုလက်ရှိတက်နေတဲ့သမရတက်ခဲ့တော့ကလည်းဒါမျိုးတွေပိတ်ခဲ့တာမျိုးမရှိဘူးပေါ့နောက်ခုနညီမပြောပြရတဲ့ဒီ EB5 ပေါ့ EB5 နဲ့ပတ်သက်ပြီးတော့အခုဒီသမရကသူကကိုးကတ်အနေနဲ့ပြောပြီးတော့ payment ကိုညှင့်လိုက်တာမျိုးပဲရှိရညှင့်ဒါတော့မှတရားဝင် approve မဖြစ်သေးဘူးတရားဝင် approve မဖြစ်သေးဘူးပေါ့နော်အဲ့ဒါပြောထားရုံပဲရှိတာတရားဝင် approve မဖြစ်သေးဆိုတော့ဒါပိတ်လိုက်တဲ့အနေအထားမျိုးတော့လက်ရှိထိတော့မရှိဘူးပေါ့နော်နောက်ခွကျတော့ဒီကပြောမယ်ဆိုရင်တို့နိုင်ငံတွေဝင်ငွေကုန်စီးဆင်းနေတဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့နိုင်ငံတွေကိုဝင်ငွေကုန်စီးဆင်းနေရကိုဖျက်ချလိုက်တာမျိုးတော့လုံးဝတော့မဟုတ်ဘူးဒါကတော့ကျမရဲ့အမြင်ပေါ့နော်ရှေ့မှာလဲဒါရှေ့ရဲ့ဒီ experience တွေကိုကြည့်ပြီးတော့လဲဒါပြောတဲ့အနေအထားပေါ့နော်ဟုတ်EB3 ကအသက်ကန့်သက်ထားဟုတ်ကဲ့ရှင် EB3 ကအသက်ကန့်သက်ထားတာရှိပါတယ်ရှင်အသက်18နှစ်ကနေအသက်50အတွင်းကန့်သက်ထားရပေါ့နော်တချို့ကြတော့ဟုတ်ပြီအသက်50အတွင်းကန့်သက်ထားတယ်49 50ဆိုရင်ရောဒီ process ကရှောက်နေတန်းလန်းနဲ့ဒါကဘယ်လိုပဲပြီးတော့2နှစ်ခွဲ3နှစ်ကြာမှာဆိုတော့50ကျော်သွားတယ်ဆိုရင်ရောခေါ်နိုင်ပါမလားအဲ့လိုမျိုးတချို့မေးတတ်တဲ့သူတွေလည်းရှိရပေါ့နော်
အဲ့လိုမျိုးကဲကိုကစားလျှောက်တဲ့အချိန်မှာအသက်49ဖြစ်နေမယ်အသက်50ဖြစ်နေမယ်ဆိုရင်တော့ညီမတို့ကတော့ရှင်းနေဘက်ကိုတစ်ချက်ပြန်ပေးရရှင်းနေဘက်ကလက်ခံပေးနိုင်တယ်ဆိုရင်တော့ဒီ process ကို run လို့ရတယ်ပေါ့နော်ရှင်းနေဘက်ကလက်မခံဘူးဆိုရင်တော့ညီမတို့ဘက်က process run ပေးလို့မရဘူးပေါ့နော်ဟုတ်Trump ကတဲ့ DV လိုမျိုး immigrant visa ကိုပိတ်ခဲ့တာမျိုးရှိလို့ဟုတ်ကဲ့ရှင်ကကြတော့ DV နဲ့ဒီ EP3 နဲ့ကကြတော့ပြောရမယ်ဆိုရင်နည်းနည်းလေးကွဲတယ်ပေါ့နော်ကွဲတယ်ဆိုတာဒီလိုမျိုးပါimmigrant visa တိုင်းတော့ immigrant visa တိုင်းပဲ DV ကကြတော့အစိုးရကဒီပေါ့နော်customer တွေကိုအစိုးရကပြန်ပြီးတော့ခေါ်ယူတာဖြစ်တယ်သူ့ဘက်ကပြန်ပြီးတော့အခွန်ဆောင်ရတဲ့ပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဒီဟာကကြတော့အခု EB3 ကကြတော့ company တွေဘက်ကနေဒီ customer တွေဘက်ကနေအခွန်ဆောင်ပြီးနေတာဟိုကကြတော့အစိုးရပြန်ပြီးထောက်ပံ့ရတဲ့ပုံစံမျိုးဖြစ်တာအဲ့လိုမျိုးလေးတွေ꿰ရဖြစ်တဲ့ကြောင့်မို့လို့ဟိုအိတ်ဆိုင်ပြီးတော့ဟိုတော့မဖြစ်ဘူးပေါ့နော်အဲ့ကြောင့်မို့လို့ဒီ DV ကိုပိတ်ခဲ့တာမျိုးလည်းရှိရပေါ့နော်ဟုတ်နည်းနည်းလေးတူမလို့နဲ့ immigrant visa တိုက်တော့တူတယ်ဒါပေမဲ့ခုနကပြောသလိုပေါ့အစိုးရကပြန်ပြီးတော့ဖြစ်တာနဲ့ဒီ customer တွေဘက်ကပြန်ပြီးတော့ပေးတာနဲ့အဲ့လိုမျိုး꽌တယ်ပေါ့နော်ဟုတ် sorry ခုနက EB5 investment amount ကဘယ်လောက်လဲဗျဟုတ်ကဲ့ပါရှင်လက်ရှိမှာပေါ့နော် EB5 investment လုပ်တာကြတော့လက်ရှိမှာတော့သမ္မတကတော့သူကတော့ပြောထားတယ်ဆိုပေမဲ့လက်ရှိမှာညီမတို့က approve ဖြစ်ထားပြီးသား project ဖြစ်တဲ့အတွက်ကြောင့်မလို့အရင်ဈေးနဲ့ပဲပေါ့နော်အရင်payment အတိုင်းလက်ရှိမှာရနေသေးတယ်ပေါ့နော်ဟုတ်payment အသေးစိတ်နဲ့သိချင်တယ်ဆိုရင်တော့ညီမတို့တစ်ချက် Liberty Visa Messenger ပဲဖြစ်ဒါမှမဟုတ်ရှင်ဖုန်းနံပါတ်လေးဖြစ် Messenger မှာခြံထားပြီးညီမဆက်သွယ်ပေးပါပဲရှင်ဟုတ်EB3 မှာ Liberty Visa client တွေပဲဟုတ်ကဲ့ပါရှင် EB3 မှာလက်ရှိပေါ့နော် Liberty Visa ကနေ client နဲ့ညီမတို့ကကျတော့ဒီ2023ပေါ့နော်sorry 2022နှစ်ကုန်ပိုင်းလောက်မှာညီမတို့ကဒီ US ဒီ company ဘက်ကနေတရားဝင်ပေါ့နော် partnership ရတာညီမတို့ဒီမှာ process စ run တဲ့သူတွေဆိုရင်2023 July မှာ process ပထမဦးဆုံးစ run ထားတဲ့သူတွေပေါ့နော်လက်ရှိမှာဆိုရင်တို့တွေကကြတော့ဒီပထမဦးဆုံးအတုပ်ပေါ့လက်ရှိမှာဆိုတို့တွေကကြတော့green card approve ဖြစ်ပြီးသွားပြီ green card approve ဖြစ်ပြီးလို့ဒီ National Visa Center appointment ယူဖို့အတွက် DS260 form တွေစဖြည့်နေပြီပေါ့နော်ဒါပထမဦးဆုံးအတုပ်တွေပေါ့နောက်ပိုင်းတွေမှာဆိုလဲLiver Certificate approve ဖြစ်တဲ့သူတွေလည်းအများကြီးရောက်လာပြီပေါ့နော်အခုတို့ဆိုရင်တော့တန်ရုံး appointment ဝင်ပြီးလို့ရှိရင်တော့sorry DS260 form ဖြည့်ပြီးဆိုရင်တော့တန်ရုံး appointment ကြလာတဲ့ခါကြောက်ရှင်ဒီကြညီမတို့ဘက်ကပြောပြလို့ရပြီပေါ့နော်EB3 နဲ့ပတ်သက်ပြီးတော့ညီမတို့ Liberty Visa ကတော့တက်တန်းတော့နှုတ်သေးတယ်ဘာလို့လဲဆိုတော့ညီမတို့ကဒီ2022ကုန်ပိုင်းလောက်မှဒီ US ဘက်ကရှေ့နေ company နဲ့တရားဝင် partnership ရတာဖြစ်တယ်ပြီးတော့ဒီ2023 July မှာ process ပထမဦးဆုံးစ run လာတာဖြစ်တဲ့အတွက်ကြောင့်မလို့အခုလက်ရှိမှာတော့တစ်နှစ်ခွဲကြော်ပဲရှိသေးတဲ့ခါကြတော့လေညီမတို့ဘက်ကတော့တက်တန်းနှုတ်သေးရပေါ့နော်ခု client တွေထဲမှာတဲ့ DS260 တင်ပြီးရဲ့သူတွေရှိဟုတ်ကဲ့ပါရှင်အခုတင်ဖို့အတွက်ကိုညီမတို့ DS260 form တွေဖြည့်နေပါပြီရှင်မကြခင်အချိန်လေးမှာလည်း DS260 form တင်ပြီးတော့ appointment တွေကိုလည်းအကယ်၍ရခဲ့ပြီဆိုရင်ညီမတို့ဘက်ကလည်းပေါ့နော်page မှာလည်းအများအားကြီးညာပေးနေရဆိုတော့လေဟုတ်အတိတရားဟုတ်တယ်2021မှာလောက်ထားတာတဲ့ဆေးစစ်ဖို့ပဲစောင့်နေရအောင်ဒီနှစ်တည်းထွက်ရနိုင်လားဆိုတော့အကိုပေါ့နော် sorry ပေါ့2022ထဲကလောက်ထားတာဆေးစစ်ဖို့ပဲစောင့်နေရဒီနှစ်တည်းအဓိကလေတန်ရုံးဒီနှစ်တည်းထွက်ရနိုင်လားဆိုတာကြတော့လေအတိအကျညီမဘက်ကပြောပြဖို့နည်းနည်းခက်တာဆိုတော့2022ဆိုတာသူတို့လက်ရှိမှာခေါ်ထားတာ2021 visa bulletin ကိုပြောတာနော်2021မှာ update ဖြစ်ထားတဲ့အောက်တိုဘာအထိပေါ့နော်ဆိုတော့ဒီနှစ်တည်းမှာထွက်ရနိုင်လားဆိုတော့လေနည်းနည်းပြောဖို့ကကြတော့ညီမကြတော့နည်းနည်းလေးမှတ်ရနည်းနည်းခက်တယ်ပေါ့နော်ပြီးတော့ appointment ရတယ်ပါလေဆိုပုံမှန်အပြ appointment ကတော့6လ8လလောက်ရှေ့ဒီ2019ရှေ့နှစ်တွေမှာဆိုရင်6လ8လလောက်ပဲကြာတာဆိုတော့လေဒီနှစ်တည်းဆိုတော့ဒါညီမမှန်းကြည့်ပေါ့နော်မှန်းကြည့်ပြောတာနော်အတိအကျကြတော့မှားသွားတာပါဆိုရင်မကောင်းပါဆိုဘာလို့ဆိုတော့ဒီဟာကြောက်ရလဲတန်ရုံနေထားနေလောက်တာလေပြီးတော့ US အစိုးရရဲ့ policy အတိုင်းသွားတာဖြစ်တဲ့အတွက်ကြောင့်မို့တခါလေကြောက်ရှင်ညီမတို့တွေကအတိအကျပြောထားပေမဲ့လည်းပေါ့နော်ရှေ့တိုးနောက်ဆုတ်တဲ့အပိုင်းလေးတွေလည်းရှင်းလာနိုင်တယ်ဆိုတော့လေဒါမှန်းကြည့်ရတော့ဒီနှစ်ပိုင်းလောက်ထွက်ရနိုင်လားဆိုတော့အခုစစ်ဖို့ပဲကြံတော့တယ်ပြီးတော့ appointment ပဲစောင့်နေတယ်ဆိုတော့တွားရနိုင်တဲ့အနေထားတော့ရှိပါတယ်ရှင်ဟုတ်စစ်ဖို့စောက်တာ10လရှိနေပြီအခုစစ်တာဟာလေအကို sorry
ညီမတစ်ခုလောက်မေးမလို့ဟိုပေါ့နော် sorry ဟိုပေါ့ဆေးစစ်ဖို့က10လဆိုတာလေအကိုဘိုးကပေါ့ DS260 ဖောင်တင်ပြီးသွားပြီလားအဲ့လိုမျိုးရှိသေးတာဆိုတော့လေဟိုဆေးစစ်ဖို့ကတော့ပုံမှန်အားဖြစ်ပေါ့နော်ညီမတို့တီးရတဲ့လောက်ညီမတို့ဒီမှာဖြစ်ရတဲ့လောက်ကတော့ process ကိုဘယ်လိုပြောမလို့ဒီ DS260 ဖောင်တင်ပြီး appointment ကြလာပြီ email ထဲဝင်ပြီးဆိုမှဆေးစစ်ပါဆိုပြီးတော့ email ထဲမှာတခါတည်းဘာလိုအပ်တဲ့အချက်လက်လေးတွေပါတခါတည်း appointment ကိုအဲ့လိုမျိုးလေးပို့တာဆိုတော့လေသူကဘယ်လိုမျိုးပို့ထားလဲအဲ့ဒါလေးတစ်ချက်ညီမကိုပြောပြပေးလို့ရနိုင်တယ်အဲ့ဆိုရင်တော့ညီမတစ်ချက်ပြောပေးလို့ရတယ်ပေါ့နော် sorry comment လေးတွေနည်းနည်းကြော်သွားလို့visit visa နဲ့လျှောက်ထားပြီးရဲ့2ကြိမ်ဖြည့်ပြီးပါပြီရဲ့အဲ့လူတွေကတော့တဲ့ဘာတွေဆက်လုပ်ရမလဲရှင်ဟုတ်ဒါကတော့ကိုယ့်ရဲ့ရွေးချယ်မှုပေါ့နော် visit visa 2ကြိမ်လျှောက်ထားရဲအမတို့ကဒီ visit visa ကိုဆက်ဖြည့်ခြင်းလားဒါကတော့ကိုယ့်ရဲ့အဆုံးဖြတ်ချက်ပေါ့နော်ကိုက visit visa ကိုဆက်ဖြည့်ခြင်းလား okay ဆက်မဖြည့်ခြင်းတော့ဘူးဆိုရင်ကိုဘယ် process ကိုပြောင်းခြင်းလဲကိုယ့်ရဲ့ပုံမှာမူတည်တာပေါ့ကိုကဒီ visit visa 2ကြိမ်ဖြည့်ထား EB3 ပြောင်းခြင်းလဲဆိုရင်ဒါလည်းရတယ် okay တယ်ပါဆိုပြောင်းလို့ရတယ်ပေါ့နော်ဘာဆို visa တိုက်မတူတဲ့အတွက်ကြောင့်မလို့ပြောင်းလို့ရတယ်ဒါမှမဟုတ်အမတို့က visit visa ပဲအချိန်ချင်း try နေတယ်ဆိုရင်လည်းဒါကတော့အမတို့ရဲ့စိတ်ဆန္ဒသဘောအရပဲပေါ့နော် try လို့ရပါတယ်ရှင်ဟုတ်နောက်တစ်ခုက Liberty Visa နောက်ကLiberty Visa မှာလောက်ထားတယ်တဲ့သူတွေတွေကနောက်ဆုံးစင် visa ဟုတ်ကဲ့ဟိုဟာလေလက်ရှိမှာ visa appointment မရသေးဘူးရှင်ညီမတို့အခု DS260 ဖောင်စဖြည့်နေတာဆိုတော့လေဒီဟာတင်ပြီးရဆိုရင်တော့ appointment တည်ရတဲ့ခါကျရှင်ညီမတို့ဘက်ကလည်းချပြပေးပါပါရှင်ဟုတ် page မှာလေဟုတ်တရားဝင်ချပြပေးပါတယ်ရှင် student visa ကနေတဲ့ EB3 ဟုတ်ကဲ့ student visa ကနေ EB3 ကိုပြောင်းလို့ရပါတယ်ရှင်ဘာလို့ပြောင်းလို့ရတယ်လို့မေးရှင်ခုနပြောသလိုပေါ့နော်ဒီဟာကျတော့ visa type မတူတဲ့အတွက်ကြောင့်မလို့ပြောင်းလို့ရပါတယ်ရှင်ဟုတ်တင်ပြီးပြီတဲ့အကုန်လဲတွင်းထားပြီးပြီညီမတင်ပြီးပြီအကုန်လဲတွင်းထားပြီးတော့ဟိုပြောရလားမသိဘူး DS260 ဖောင်တင်ထားပြီးတော့ visa bulletin မကြတရားဘူးပြောနေတယ်ဟုတ်တယ်ကိုအဲ့လိုမျိုးဆိုရင်တော့ကိုတစ်ချက်တော့စောက်ကြည့်ရမယ်ဘာလို့ဆိုတော့ visa bulletin ကိုရဲ့ appointment တွေကိုကြာမှသူကစစ်စစ်ကတဲ့အပိုင်းတွေပါအချက်လက်တွေပါလာမှာဆိုတော့လေဟုတ် student visa ကနေတဲ့ EB3 ပြောင်းလျှောက်ရင်အချိန်ဘယ်လောက်ကြာနိုင်လဲဆိုတော့process ကတော့လေ student visa ကပဲရှောက်ရှောက်ပဲ visa type ကပဲရှောက်ရှောက်ပေါ့နော်ဒီ process ကို EB3 ကိုစပြီးတော့စ run မယ်ဆိုရင်တော့သူကတော့ process တိုင်းအနေနဲ့ကတော့2နှစ်ခွဲကနေ3နှစ်ထိတော့ကြာနိုင်တယ်ပေါ့နော်တခုရှိရတော့ US ထဲရောက်ပြီးသားသူပေါ့နော် US ထဲရောက်ပြီးသားသူတချို့ F1 visa နဲ့ရောက်သွားတယ်F1 visa နဲ့ရောက်ပြီးတော့မှသူတို့ကဒီ US မှာဆက်နေခြင်းသေးတယ်တရားဝင်အနေနဲ့လည်းနေခြင်းတယ်ပြောမယ်ဆိုရင်ဒီ assignment ခန္ဓာမျိုးတွေလည်းမလုပ်ချင်ဘူးပါဘူးဆိုရင်တရားဝင်အနေနဲ့ခွန်ဆောင်မိနေခြင်းနဲ့ EB3 ပြောင်းခြင်းတယ်ဆိုရင်တော့ပြောင်းလို့ရတယ်သူတို့ဆိုရင်တော့ US ထဲရောက်ပြီးသားသူဆိုရင်တော့ဟိုပါ process ကကြတော့တစ်နှစ်ခွဲလောက်ပဲကြာမယ်ဒါပေမဲ့ US ထဲရောက်ပြီးသားသူကကြတော့ကိုယ့်ရဲ့ visa တက်တန်းကတော့ဟိုဖြစ်နေရမယ်ပေါ့နော် visa တက်တန်းရှိနေရမယ်အနည်းဆုံးတစ်နှစ်ကတော့ကြာရမယ်ပေါ့နော်ဟုတ်2021တဲ့နိုဝင်ဘာတဲ့ visa bulletin ထဲပါတဲ့သူတွေဆိုတော့ဟာတဲ့ဘယ်တော့မှရှောက်တာအဲ့ဒါကြတော့လေဘယ်တော့မှရှောက်ထားရဲဆိုတော့ကြတော့ညီမတို့စီမှာကြတော့2023မှာစရှောက်တဲ့သူတွေရှိရရှင်2021ကရှောက်ထားတဲ့သူတွေတခြားကံတွေကဖြစ်မှာပေါ့နော်ညီမတို့လည်းမသိတော့လေဟုတ်ဘယ်တော့မှဟွာဖြစ်ထားလဲဆိုတော့မပြောတတ်ဘူးပေါ့နော်ဟုတ်တခြားနိုင်ငံတန်ရုံးကဖြည့်ပဲရှိပါတယ်ရှင်တခြားနိုင်ငံတန်ရုံးကဖြည့်ဖို့တင်တဲ့သူတွေလည်းရှိပါတယ်ရှင်ညီမတို့စီမှာဆိုလက်ရှိရှိတဲ့သူတွေဆိုရင်မလေးရှားရှိမယ်ပြီးတော့လို့ရှိရင်ထိုင်းရှိမယ်ပြီးတော့စင်ကာပူရှိမယ်နောက်တစ်ခုကဟုတ်တယ်ထိုင်းရယ်စင်ကာပူရယ်မလေးရှားရယ်ပေါ့ဟုတ်လက်ရှိမှာတော့sorry နောက်တော့ကိုရီးယားရှိလိမ့်မယ်ရှင်ဟုတ်အခုမှစလုပ်နေတဲ့ process ပေါ့နော်ကိုရီးယားသူကတော့အခုမှစလုပ်နေတာဆို
sorry အဲ့ဆိုရင်ညီမခုနကဒီ EB5 ဟာလေးကိုညီမနည်းနည်းပြန်ဆက်လိုက်မယ်နော်ဟုတ်ခုနက EB5 ကအခုလက်ရှိသမ္မတဆိုရင်သူဘယ်လိုပဲပြောပေါ့နော်ဒေါ်လာ9 သန်းဆိုပြီးတော့သူမိကွန်းတစ်ခုမှပြောခဲ့တယ်ဒါပေမဲ့လက်ရှိကတော့အဲ့ဒီဟာဒီပေါ့နော်တရားဝင် approve မဖြစ်သေးဘူးနောက်တစ်ခါကျတော့ညီမတို့စီမှာကျတော့ဒီအခုလက်ရှိညီမတို့လုပ်နေတဲ့ project ပေါ့နော် AR စီမံကိန်းသူကကျတော့ဒီပြည်နယ်တွေကတော့ North Carolina မှာရှိရရှင်အခုကကြအဲ့ဒီရဲ့ investment လောက်တာမြန်မာကြီးတော်တော်များလဲပါတယ်ပြီးတော့အခါကြလို့ရှိရင်ညီမတို့ဒီမှာအခုဆိုရင်အဲ့ဒီ project ကိုပေါ့နော်ဒီ project က approve ဖြစ်ထားပြီးသား project ပေါ့နော်နောက်ပိတ်ဆုံးအခုသမ္မတကဒီဒေါ်လာ9 သန်းကိုတရားဝင် confirm ဖြစ်သွားတယ်ဆိုရင်တော့ညီမတို့လက်ရှိ project က approve ဖြစ်ပြီးသား project အတွက်ကြောင့်မို့လို့အရင်ရဲ့ payment အတိုင်းရနေသေးရပေါ့နော်အခုတော့ဒီ project မှာတော့9 ယောက်လောက်ပဲလိုတော့မယ်နဲ့တူရဟုတ်ဒါလေးကတော့ညီမ sharing အနေနဲ့ပြောပြပေးတာပေါ့နော်ဒီ EB5 ကဘာ visa လဲဘာလဲဆိုတော့ဒါကတော့ investment လုပ်တဲ့ visa အတိုက်အမျိုးအစားပေါ့နော်ဟုတ်ဟာလေတချို့တွေကြတော့ live မမိlive အစမှာပေါ့နော်ညီမပြောတဲ့ဟာလေးတွေမမိခဲ့ဘူးဆိုရင်လည်းပေါ့ဒီမှာလည်းမေးလို့ရတယ်messenger မှာလည်းမေးထားလို့ရတယ်ပေါ့နော်ဟုတ်အဲ့ဆိုရင် F1 ကနေပြောင်းရှောက်ရင်အချိန်ကပိုတက်တာဟုတ်ဘူးရှင် F1 ကနေပြောင်းလျှောက်တာအချိန်ကပိုတက်တာမဟုတ်ဘူးရှင် US ထဲရောက်ပြီးသားသူတချို့ကျတော့student visa နဲ့ US ထဲရောက်ထားတယ်ပေါ့နော်ကျောင်းတက်နေတယ်ဒါပေမဲ့ဘယ်လိုပဲပြောတာ student visa ဆိုတာလည်း non immigrant visa တိုက်ဖြစ်တဲ့ကြောင့်မလို့ကိုကကျောင်းတက်ပြီးရှင်သူ့ရဲ့ visa တက်တန်းပြရှင်ကိုနိုင်ငံကိုပြန်လာရမှာပဲဘာလို့ပြန်လာရတာလေလို့မေးရှင် non immigrant visa တိုက်ဖြစ်တဲ့အတွက်ကြောင့်ပြန်လာမပြန်လာကြုံဆိုကိုဘယ် process ကိုသွားခြင်းလဲဒါကတော့ကိုယ့်ရဲ့ဆုံးဖြတ်ချက်ပေါ်မှာမူတည်သွားတာပေါ့နော်အဲ့လိုမျိုးတခြားနိုင်ငံကဆိုရင်ရောတဲ့ဆေးစစ်ဖို့နဲ့တဲ့တန်ရော appointment ယူဖို့ရော visa process ထဲမှာပါလာလားရှင်တခြားနိုင်ငံကဆိုရင်ဆေးစစ်ဖို့နဲ့တန်ရော appointment ယူဖို့ရောတခြားနိုင်ငံဆေးစစ်ဖို့နဲ့တန်ဘယ်ဟာကိုမေးရလဲမသိဘူးရှင် payment plan တွေကဟာကိုမေးရလားမသိဘူးရှင်ဟုတ်ဆေးစစ်ဖို့နဲ့တန်ရောဟိုလေတခြားနိုင်ငံမှာကိုကဖြေမယ်ပေါ့နော်တန်ရုံ appointment ယူမယ်ဖြေမယ်ဆိုရင်တော့တခုရှိရတော့ဥပမာပေါ့ကိုကထိုင်းမှာဖြေမယ်လို့စိတ်ကူးထားရဆိုရင်ဒီထိုင်းနိုင်ငံရဲ့ပေါ့နော်ဒီတန်ရုံဘက်ကညွှန်ကြားပေးရဲ့စေးရုံတော့သွားစစ်ကမယ်ရှင်အဲ့ဒါလေးတခုတော့ရှိရပေါ့နော်ဟုတ်ဘယ်နိုင်ငံမှမဆိုပေါ့သူတို့ဒီတန်ရုံဘက်ကတော့ comment ပေးထားတဲ့ဒီစေးရုံမှာတော့စစ်ရမယ့်အပိုင်းလေးတော့လုပ်ကြမယ်ပေါ့နော်ဟုတ်visa service တွေမှာညီမတို့အခု payment တွေထဲမှာတော့ဒီ service တွေအကုန်ပါပြီးသားရှင်ဟုတ်ဒီဟိုပါပေါ့နော်ဒီစစ်ခါတွေရောတန်ရုံဝင်ကြီးရောညီမတို့ရဲ့ service fee ထဲမှာတော့အကုန်ပါပြီးသားပါရှင်ဟုတ်ပြီးတော့ US ဘက်ကရှင်းနေကြတွေပါမယ်ပြီးလို့ရှိရင် green card ကြီးတွေဒီတရားဝင်အစိုးရကိုခွန်ဆောင်ရတဲ့ဟာတွေအကုန်ပါပြီးသားပေါ့နော်ဟုတ် EB3 payment ကတဲ့အစအဆုံးပြီးဟုတ်ကဲ့ပါရှင်ညီမတို့ EB3 payment ကိုညီမတို့ဘက်ကအစအဆုံးတာဝန်ယူပေးတာပါရှင်ဟုတ်ညီမ process run တွေကနေစပြီးတော့ visa ရတဲ့ ठी ပေါ့နော်ဟုတ်အကုန်လုံးအစအဆုံးအပြီးစီးပါရှင်ဟုတ်တခြားနိုင်ငံတန်ရုံမှာဖြေမယ်ဆိုစစ်ခပါဟုတ်ပါတယ်ရှင်ဘယ်နိုင်ငံမှာပဲဖြေပေါ့နော်ညီမတို့ဒီLiberty visa နဲ့ဝန်ဆောင်မှုပေးထားတဲ့ payment plan ထဲမှာအကုန်ပါပြီးသားပါရှင်ဘယ်နိုင်ငံမှမဆိုဖြေပေါ့နော်ဟုတ်တချို့ပေါ့နော်ဒီခုနကပြောသလိုဒီ F1 visa လဲလုပ်နေတယ်ဒီ EB3 လဲလုပ်ချင်တယ်ဆိုရင်လဲဒါညီမတို့ဘက်ကဒီစီစဉ်ပေးထားရပေါ့နော်ဒီနှစ်ခုလုံးပေါင်းပြီးတော့လုပ်လို့ရအောင်လို့လဲစီစဉ်ပေးထားပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီး payment plan တွေနဲ့ပတ်သက်ပြီးတည်ကျင်နေပါတယ်ဆိုရင်လဲရုံး Viber ဖြစ်စေဒါမှမဟုတ်ရှင် Messenger ဖြစ်စေရုံးဖုန်းဖြစ်စေဒါမှမဟုတ်ရုံးပဲလူကိုယ်တိုင်လာရောက်ပြီးတော့ပဲဖြစ်စေပေါ့နော်ဆက်သွယ်လို့ရတယ်မေးမြန်းလို့ရတယ်ပေါ့နော် discuss တူးချင်းစီလဲ discuss လုပ်ပေးပါတယ်ရှင်ဒါပေမဲ့ appointment လေးတော့တစ်ချက်ကြိုယူပြီးပေါ့နော်ဟုတ်အရင်တော့ညီမတို့ဒီ Liberty Visa ကနေတော့ live လွှင့်တာတော့ရှားခဲ့တယ်ပေါ့နော်တော်ရုံလည်းတိတ်မလွှင့်မြအခုလွှင့်ပေးရဆိုတာတချို့ကျတော့meeting ညီမတို့ကပုံမှန်အားဖြင့်ကတော့ Zoom meeting လေးတွေလုပ်ပြီးပုံမှန်ပေါ့နော်တစ်ပတ်တစ်ခါ Zoom meeting လေးတွေလုပ်ပေးတာမျိုးလေးတွေရှိရဲဒါပေမဲ့ချို့ကျတော့ဒီ meeting မတက်ပြစ်လိုက်လို့ညီမတို့ကျတော့ meeting ကျတော့ recording မယူထားတဲ့ကြောင့်မပြန်ပြီးတော့ချပြပေးလို့မရဘူးပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့ကြောင့်မို့လို့ညီမ live မှာပဲညီမပြောပြပေးသွားတယ်ပေါ့နော်အသေးစိတ်ကလေးကိုလည်းမေးလို့
ရပေါ့နော်အရေးကြ payment plan အကြမ်းမြင်လေးပြောပြဟောလေအရေးကြ payment plan ကြတော့ခုနညီမပြောလို့ပေါ့ payment plan ကြတော့လေ3ခုလောက်ရှိရရှင်3ခုလောက်ရှိရဆိုတာကတော့ဟိုပါပေါ့နော်payment တစ်ခုနဲ့တစ်ခုမတူတော့လေညီမအတိအကျပြောတွေ့ဖို့နည်းနည်းlive မှာကြာနည်းနည်းရှင်းပြပြီးနည်းနည်းခက်တယ်ဖြစ်လို့ရှိရင်လေညီမကိုViber ဖုန်းနံပါတ်လေး Messenger မှာပို့ထားပေးလိုက်ပြီးလို့ရှိရင်အရေးကြ plan ဟာလေးသိချင်တယ်ဆိုပြီးပို့ထားပေးလိုက်အဲ့ဒါဆိုရင်ညီမ Viber ကနေတစ်စင်ညီမဆက်သွယ်ပြီးတော့ညီမpayment plan ပုံစံလေးကဘယ်လိုလေးလဲဆိုတော့ညီမစာလေးဖြည်းဖြည်းပို့ထားပေးမယ်လေအဲ့လိုမျိုးလေးလုပ်ထားပေးလိုက်နော်ဟုတ်အဲ့ဆို payment plan ကြတော့ဒီမှာကြာညီမ live ထဲမှာကြာတော့လေးနည်းအဆင်မပြေဖြစ်လို့ပါရှင်ဟုတ်စစ်ရမှာတဲ့ကိုယ်တိုင်သွားမှာစစ်ကောက်ကိုဖယ်ပြီးတော့ပေးရမှာဟုတ်လေစစ်ရမှာကကိုယ်တိုင်သွားမှာဆိုတော့စစ်ခါညီမတို့ဘက်ကအကုန်အပြီးစီပါပြီးသားရှင်ဖယ်ကြမလို့ပေါ့နော်ညီမတို့ဘက်ကတန်ရုံကိုညွှန်ကြားပေးရဲ့စေးကိုညီမတို့ဘက်က payment သွင်းပေးမှာရှင်ဟုတ်အမေရိကန်နိုင်ငံနဲ့တရားဝင်ဗီဇာနဲ့ရောက်နေတဲ့သူတွေရောရှောက်လို့ရဥပမာဟုတ်ကဲ့ပေါ့နော်ဥပမာ F1 နဲ့ visit ရှောက်လို့ရတယ်ရှင်တရားဝင်နဲ့ပေါ့နော် US ထဲရောက်ပြီးသားသူတွေဆိုရင်လည်းဒီ EB3 ရှောက်လို့ရတယ်ဒါပေမဲ့နဲ့ပေါ့နော်ဒီသူကအနည်းဆုံးဗီဇာတက်တန်းတစ်နှစ်တော့ရှိရမယ်ပေါ့နော်ဗီဇာတက်တန်းတစ်နှစ်တော့ရှိရမယ်ပေါ့ဟုတ်အဲ့ဆိုဒီဟာကြတော့ဘာလို့ visa တက်တန်းတစ်နှစ်ရှိရမလဲဆိုတော့ညီမတို့ရာကြတော့ labor certificate တွေတင်ရတယ်ဒီ Department of Labor ပေါ့နော် USCIS ဘက်ကိုlabor certificate တွေတင်ရတယ် labor certificate approve ဖြစ်ဖို့အတွက်ကကြတော့ပုံမှန်အဖြစ်12လ13လကြာတယ်တစ်နှစ်နဲ့တစ်နှစ်ပေါ့နော်သူတို့မှာ form များရင်များသလိုပေါ့ process အတိုးအလျှော့လေးတွေကတော့ရှိလာနိုင်တယ်မျိုးလေးလည်းရှိရဆိုတော့လေဟုတ်ခုနပြောလို့ညီမတို့ဒီနောက်တစ်ခုအနေနဲ့ကတော့ဒီ page မှာလည်းကြီးညာထားပေးတယ်ပေါ့နော်တချို့ဒီ visit visa ကိုပေါ့နော်ဒီအသက်ရွယ်ကြီးအသက်60ကျော်ပေါ့နော်အသက်60ကျော်အသက်ရွယ်ဖြစ်တဲ့သူတွေပြီးတော့နောက်တစ်ခုကကြတော့ညီမတို့ဒီရဟန်းတန်ခါတွေပြီးလို့ရှိရင်ဘယ်ဘာသာမဆိုရဲပေါ့နော်ရဟန်းတန်ခါတွေကိုလည်းညီမတို့ဘက်ကဒီ visit visa ရှောက်ချင်တယ်ဆိုရင်ညီမတို့ဘက်ကဒါ service free အနေနဲ့လုပ်ပေးရပေါ့နော်တန်ရုံးဝင်ကြီးကတော့ကိုဘာသာကိုပေးရမယ်ပေါ့နော်ဒါကတော့ညီမကြေညာပေးရပါရှင်ဟုတ်တယ်ပြပမှာဆိုရင်တော့စေးရုံတွေကိုအဲ့ဘက်ကနေလှမ်းသွင်းမယ်ဟုတ်ပါတယ်ရှင်စေးရုံတွေဘက်ကိုညီမတို့ဘက်ကသွင်းပေးပါတယ်ရှင်ဟုတ်ကဲ့အချိန်ဘယ်လောက်ကြာလဲဗျာတဲ့အမေရိကန်နိုင်ငံနဲ့သူတွေရှောက်ဟုတ်ကဲ့ပေါ့နော်US ထဲရောက်ပြီးသားသူဆိုရင်တော့ process time အနေနဲ့ကကြာတစ်နှစ်ခွဲလောက်ပဲကြာတယ်ရှင်ဟုတ်တစ်နှစ်ခွဲလောက်ပဲကြာတယ်ပေါ့နော်အားကြောင့်မို့ညီမတို့ကလည်းသူတို့ဒီတရားဝင်ဗီဇာနေတဲ့ဗီဇာတွေမကုန်အောင်ပေါ့နော်နောက်တစ်ခုကပြောဖို့ကြံသေးတယ် visit visa အနေနဲ့ပေါ့နော် US ထဲရောက်ပြီးသားသူတွေရှိတယ်အဲ့ visit visa အနေနဲ့ US ထဲရောက်ပြီးသားသူတွေကကြတော့ညီမတို့ကကြတော့ US ထဲရောက်ပြီးသားသူရှောက်မယ်ဆိုရင်အနည်းဆုံးတစ်နှစ်ခွဲလောက်ကြာမှာပေါ့နော်တစ်နှစ်ခွဲလောက်ကြာမှာဆိုတော့ visit visa နဲ့ရောက်ထားတဲ့သူတွေကကြတော့6လပဲရတာဆိုတော့လေဒီ3လပြီးနောက်ထပ်တက်တန်း3လထပ်တူ6လပဲရဒီဟာပြည့်သွားလို့ရှိရင်သူက visa တက်တန်းကုန်သွားပြီလေအခါကြလို့ရှိရင်တော့ရှောက်လို့မရတော့ဘူးလားမေးရှင်ဒါအဲ့ခါကြလို့ရှိရင်တော့ဟိုဘက်ရောက်ပြီးသားသူတွေကကွာကြ visit visa နဲ့ရောက်သွားပြီးသားသူဆိုရင် student visa ပြောင်းမလား visa တစ်ခုခုတော့ယူရမယ်ရှင်ဘာလို့လဲဆိုတော့လေအနည်းဆုံးဒီ EB3 ရှောင်းမယ်ဆိုရင်အနည်းဆုံးကိုယ့်လက်ထဲမှာ visa တက်တန်းတရားဝင် visa တက်တန်းတစ်နှစ်ရှိနေမှကြံနေမှရှောက်လို့ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟိုဘက်ရောက်ထဲရောက်ပြီးသားသူဆိုရင်တော့ပေါ့နော်visa တက်တန်းတစ်နှစ်ရှိရမယ် visit visa နဲ့ရောက်သွားရဆိုရင်တော့တခုခုပေါ့နော်ကိုယ့်ဘက်ကတော့စီစဉ်ရမယ့်အပိုင်းလေးတွေတော့ရှိရပါကိုပဲ visa တိုက်ကိုပြန်ပြောင်းမှလဲတချို့ကြတော့ TBS တွေပြောင်းတာမျိုးရှိရယ်လက်ရှိကတော့ TBS ကပိတ်လိုက်ပြီးလာမပိတ်တော့မပိတ်သေးပေါ့နော်ဒါပေမဲ့ထပ်ပေးမပေးရကြတော့တရားဝင်လဲမကြေညာသေးတော့ညီမတို့ဘက်ကနည်းနည်းတော့ပြောပြီးဖို့မဖြစ်ဘူးပေါ့နော်အဲ့ဒါကြတော့ကိုယ့်ဘက်ကတော့ဒီ visit visa နဲ့ရောက်သွားတဲ့သူဆိုရင်တော့ကိုယ့်ဘက်ကတော့ထပ်ပြီးတော့စီစဉ်ရမယ့်အပိုင်းလေးတွေတော့ရှိရပါတော့အဓိကတော့ visa တက်တန်းရှိဖို့အတွက်ပါရှင်ဟုတ်
ဒါပေမဲ့ခုနကပြောသလိုပေါ့နော်ညီမတို့ဒီ EV3 နဲ့ပတ်သက်ပြီးတော့ညီမတို့ဘက်ကပေါ့နော်ဒီတက်တန်းတော်လူတွေရဲ့ဒါပေမဲ့လည်းညီမတို့ဒီ Liberty Visa ကဒီ2016ထဲကပေါ့နော်စပြီးတော့တည်ထောင်ခဲ့တာပြီးတော့ဒီ Liberty Visa မဖြစ်ခင်မှာ American Institute ဆိုတဲ့ကျောင်းကိုစတင်ပြီးတော့တည်ထောင်ခဲ့တယ်ပြီးတော့အခါကြလို့ရှင်အဲ့ရနေမှာတစ်စင်ညီမတို့ကဒီ US Visa ကိုစတင်ပြီးတော့လှုပ်ဆောင်ခဲ့တယ်ပေါ့နော်ပထမဦးဆုံးစလှုပ်ဆောင်ခဲ့တာကြတော့ကိုကဒီ American Institute ဘက်ကပြောင်းလာတာဖြစ်တဲ့ကြောင့်ညီမတို့ပထမဦးဆုံး student visa နဲ့ပေါ့နော်စတင်ပြီးတော့ဒါ Liberty Visa တည်ထောင်ခဲ့တယ်လို့တော့ပြောလို့ရတယ်ပေါ့နော်ညီမတို့စီကရောက်သွားတဲ့ကျောင်းသားတွေရောပြီးတော့ဒီ visit သမားတွေနဲ့ရောက်သွားတဲ့လူတွေဆိုရင်လည်းဟိုထောင်ကျော်မကဘူးပေါ့နော်ဒါကတော့ညီမ sharing အနေနဲ့ပြောပြပေးရပါဟုတ်အမေရိကန်မှာတဲ့ကျောင်းတက်နေတဲ့သူတွေကတဲ့ကျောင်းပြီးရင်နောက်နဲ့ green card ရဖို့မတည်ကြတဲ့အတွက်လက်ရှိအမေရိကမှာတဲ့လက်ရှိအမေရိကမှာကျောင်းတက်နေတဲ့သူတွေအတွက်တဲ့ EV3 ပြောင်းရှောက်ဟုတ်ကဲ့ပါရှင်အဲ့လိုမျိုး F1 ကနေပေါ့နော် EV3 ပြောင်းရှောက်လို့ရတယ်payment ကကြတော့ payment သူလည်း3ချိန်ပဲခွဲသွင်းရတာရှင် payment အတိအကျကိုသိချင်တယ်ဆိုရင်တော့ညီမဒီတစ်ချက်ဟို Messenger ကနေတစ်ချက်ပြန်ဖြေပေးမယ်လीနော်ဟုတ်သူလည်း3ချိန်ပဲခွဲသွင်းရတယ်ရှင်ဟုတ်တလား update တင်ဟုတ်ကဲ့ပါရှင် EV3 နဲ့ပတ်သက်ပြီးတော့လေညီမတို့စီက update ရတာမှန်သမျှပေါ့နော်ညီမတို့ဒီ page မှာအများတန်းတင်ပေးတယ်ရှင်ဘာလို့လဲဆိုတော့ညီမတို့ကကြတော့ဟိုကိုလုတ်တဲ့အရာကိုပေါ့နော်တရားဝင်လဲချပြတယ်ညီမတို့ဘက်ကဟိုလျှို့ဝှက်ထားခြင်းလည်းမရှိဘူးပြောမယ်တချို့ကြတော့ဆိုတာတခြားသူပြောမှာမဟုတ်ဘူးเนาะအဲ့လိုမျိုးကိုယ့်ရဲ့ process ကိုမချပြတာမျိုးပါမျိုးရှိရမျိုးလည်းရှိရတဲ့အတွက်ကြောင့်ညီမတို့ဘက်ကတော့အကုန်ချပြပေးရရှင်labor certificate approve ဖြစ်ရင်လည်းချပြပေးတယ် green card approve ဖြစ်ရင်လည်းချပြပေးအခုနောက်ဆုံးအဆင့်ညီမပြောသလိုပေါ့နော် DS265 တင်ဖို့အတွက်ကို form တွေစဖြည့်နေပြီအဲ့အရာစာညီမတို့ဘက်ကအကုန်ချပြပေးရဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ညီမတို့ဘက်ကလျှို့ဝှက်ထားတာတော့ဘာတစ်ခုမှတော့မရှိပါဘူးရှင်ဟုတ်ခုနပြောလို့ပေါ့နော်ညီမတို့စီကတော့ဒီ EV3 နဲ့တော့တချို့မေးတတ်တယ်ပေါ့နော် EV3 နဲ့ရောက်သွားတဲ့သူတွေရှိလားဆိုတော့ညီမခုနပြောလို့ညီမတို့ဘက်က EV3 နဲ့ပတ်သက်လို့ရှင်တော့တက်တန်းလူတွေရဲ့ညီမတို့ဒီ2022နှစ်ကုန်ပိုင်းမှာတရားဝင်ပါတနာရှိရတာညီမတို့စီမှာ process run ထားတဲ့သူတွေဆိုရင်ဒီ2023ဇူလိုင်မှာစတင်ပြီးတော့ process run ထားတာဖြစ်တဲ့ကြောင့်မို့သူတို့ရဲ့နောက်ဆုံးအဆင့် update ကိုလည်းညီမပြပြပေးထားတယ်ပေါ့နော်ဒါပေမဲ့ညီမတို့ဒီ visit visa တို့ဒီ student visa တို့နဲ့ရောက်သွားတဲ့သူတွေကကြတော့ဒါအရောက်ပေါင်းထောင်ကျော်မကဘူးပေါ့နော်ဟုတ်လတိုင်းမှာတဲ့12ရက်နေ့13ရက်နေ့ဆိုတက်လာတာတွေ့ရတယ်ဟုတ်အလုပ်တွေကိုပြောရလားမသိဘူးရှင်အလုပ်တွေကတော့လေညီမတို့က update အနေနဲ့အများတန်းတင်ပေးနေရရှင်နောက်တစ်ခုက EB3 မှာလေ interview ဖြေရတဲ့အလုပ်လည်းရှိတယ် interview မဖြေရတဲ့အလုပ်လည်းရှိရရှင်ထိုင်းမှာရောက်နေသူတွေတဲ့ EB3 ရှောင်း visa ကိုမြန်မာထိုင်းမှာပဲယူရမှာလားတဲ့ဒူဘိုင်းကနေရောဒူဘိုင်းကနေလည်းရှောက်လို့ရပါတယ်ရှင်ဟိုပါပေါ့နော်ထိုင်းမှာရောက်နေတဲ့သူတွေ visa မြန်မာပြည်တကူးတကကြီးရောပြန်လာကြမလို့မြန်မာပြည်တန်ယုံကိုဝင်ကြတော့မလို့ပေါ့နော်ကိုဒီထိုင်းနိုင်ငံရဲ့ American တန်ယုံမှာဝင်လို့ရတယ်ပေါ့နော် visa appointment တင်တဲ့ခါကျရှင်အဲ့ဒီမှာယူလို့ရပါတယ်ရှင်အမေတခုပြောပြအောင်ပါ EB3 visa ပေါ့နော်ကိုကတခြားနိုင်ငံမှာဖြည့်ခြင်းတယ်ဘယ်နိုင်ငံဆိုဖြည့်ခြင်းတယ်ဆိုရင်တော့တခုရှိတာကြတော့ညီမတို့အလဲအပတ် visa မျိုးနဲ့တော့ဖြည့်လို့မရပါဘူးရှင်ညီမတို့ဒီvisa type ပေါ့နော် long term visa တစ်မျိုးမျိုးတော့ရှိရပါမယ်ရှင်အဲ့ visa type ရှိမှသာတိုက်ဒီပေါ့နော်ရောက်ရှိနေတဲ့နိုင်ငံရဲ့ American နိုင်ငံကိုဝင်လို့ရပါမယ်ရှင်ဟုတ်ခုနပြောသလိုပေါ့နော်အလုပ်တွေကကြတော့ပုံမှန်အားဖြင့်ပေါ့နော်ညီမတို့က update အများတန်းတော့တင်ပေးနေတယ်ရှင်interview ဖြေရတဲ့အလုပ်လည်းရှိရယ် interview မဖြေရတဲ့အလုပ်လည်းရှိရယ်ပြည်နယ်တွေကအစပေါ့နော် state တွေကအစပြီးလို့ရှိရင်ဒီပြည်နယ်ရဲ့ဒီခေါ်တဲ့အလုပ်ဘယ်ကံမီကခေါ်တာတွေကအစညီမတို့အသေးစိတ်ကိုလည်းချပြပေးထားတယ် page မှာလည်းပေါ့နော်တေချာအသေးစိတ်လေးကိုလည်းချပြပေးထားတယ်နောက်တစ်ခုကကြတော့ဟိုပါပေါ့နော်ဒီကံမီကလာစာဘလောက်လဲတနိုင်ယူဘလောက်လဲအဲ့လိုမျိုးတွေကအစားညီမတို့အသေးစိတ်ကလေးတွေလည်းpage မှာတင်ပြထားပြီးရပေါ့နော်သွားကြည့်လို့လည်းရပါတယ်ရှင်ဟုတ်
နောက်ကအလုပ်တွေကကြတော့လေတခုရှိရတာ full time လောက်ကြတာမျိုးပေါ့နော် full time တော့လောက်ကြရဲတစ်ပတ်မှာ6ရက်တစ်ရက်မှာ8နာရီပေါ့နော်ဒါကတော့ full time လောက်ကြရဲပေါ့နော်အသက်60ကိုတဲ့ visit visa ကိုအသက်60ကို visit visa ကိုစူးစမ်းရင်ရနိုင်သလားလို့မေးတာဆိုတော့လေ visit visa ကတော့ non immigrant visa ဖြစ်တဲ့အတွက်ကြောင့် visa reject ကတော့ရှိနိုင်တယ်ပေါ့နော်ဒါပေမဲ့နဲ့try လို့ရလားဆိုရင် try လို့ရတယ်ဘာလို့ဆိုတော့အသက်60ကျော်ရဲဆိုတော့နည်းနည်းလေးကိုယ့်ဘက်က chance တောင်ပိုကောင်းနိုင်တယ်ပေါ့နော်အဓိက visit visa ကြီးခုနောက်ပိုင်း reject ထိတာကြီးကကြတော့လူငယ်တွေအနေနဲ့ကကြတော့နည်းနည်းလေး visit visa ကို try တာတော့ညီမဘက်ကတော့ comment မပေးဘူးပေါ့နော်ဘာလို့လဲလို့မေးလို့ရှိရင်visa reject အများများတယ်ပြီးတော့လူငယ်တွေအနေနဲ့ကကြတော့ပြောရမယ်ဆိုရင်သူတို့နိုင်ငံကိုလာပြီးတော့မပြန်တော့ဘူးလားဆိုရယ် officer မယုံကြည်မှုတွေလည်းရှိနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်လုံးမရဘူးလားလို့ပြောတာမဟုတ်ဘူးเนาะရနိုင်တယ်ရလာဆိုရင်လည်းရသွားတဲ့သူတွေလည်းရှိတယ်ဒါပေမဲ့နဲ့လူငယ်ထက်စားလို့ရှိရင်လူကြီးတွေ try တာတော့ပို့ပြီးတော့တင့်တော်တယ်ပေါ့နော် visit visa ဟုတ်တခုခုပေါ့နော် EB3 နဲ့ပဲပတ်သက်တာပဲဖြစ် visit နဲ့ပတ်သက်တာပဲဖြစ်ဖြစ် student နဲ့ပတ်သက်တာပဲဖြစ်ဖြစ်နောက်က EB5 နဲ့ပတ်သက်တာပဲဖြစ်သိချင်တာရှိလို့ရှိရင်လည်းညီမတို့ဒီ Liberty Visa ရုံးဖုန်းဒါမှမဟုတ်ရှင် Viber ညီမတို့ဘောနော်ဒါမှမဟုတ်ရှင် page messenger မှာလည်းနာမည်လေးဖုန်းနံပါတ်လေးပေးထားပြီးတော့လာပြောထားလို့ရပါတယ်ညီမတို့ဘက်ကပြန်ဆက်သွယ်ပြီးတော့အသေးစိတ်လေးကိုရှင်းပြပေးပါမယ်နောက်ခုဒီရုံးမှာပေါ့နော်တချို့ကျတော့ရုံးမှာကိုယ်တိုင်ကိုကြလာရောက်ပြီးဆွေးနွေးချင်တာရှိတယ်တချို့ကျတော့ဖုန်းနဲ့မပြောချင်ကြအတွက်လူကိုယ်တိုင်ပဲတွေ့ချင်တာမျိုးတွေရှိရပေါ့နော်အဲ့လိုမျိုးဆိုရင်လည်းညီမတို့ဒီရုံးကိုappointment လေးယူပြီးတော့လာလို့ရပါတယ်ရှင်ဟုတ်အလုပ်တွေကတော့ခုနညီမပြောသူပေါ့နော်ပုံမှန်အမြဲတမ်းချပြပေးနေတယ်အခုအလုပ်သူကကြ labor certificate တခုပြောဖို့ကြံသွားတော့ပါပေါ့နော်interview ဖြေရတဲ့အလုပ်နဲ့ interview မဖြေရတဲ့အလုပ်ဘာကွာလဲဆိုပြီးတော့ customer တွေမေးလိမေးထားရှိရပေါ့နော်ဘာကွာလဲလို့မေးရှင်အလုပ်တွေကတော့အတူတူပဲဒါပေမဲ့တခုပဲပေါ့နော် interview ဖြေရတဲ့အလုပ်ကကြတော့ interview ဖြေပြီးjob offer letter ရပြီဆိုရင် labor certificate တန်းတင်တယ်လူတိတ်မစောက်ဘူးပေါ့နော်interview မဖြေရတဲ့အလုပ်ကကြတော့ तू တတ်မှတ်ထားတဲ့ကာလပေါ့ဥပမာမေဂျွန်လာမှာ तू labor certificate တင်မယ်ဆိုရင် तू ကအဲ့ဒီလာမှာအကုန်လုံးစုတင်ပေးတာမျိုးရှိရတဲ့ကြောင့်မို့ပေါ့နော်အဲ့လိုမျိုးလေးပဲကွာရှင်ကျန်တာမျိုးကွာတာမျိုးတော့မဟုတ်ပါဘူးပေါ့နော်ဟုတ်နောက်တစ်ခု interview မှာဟိုပါပေါ့နော်အောင်လားကြလားမေးတာမျိုးရှိရရှင်အောင်လားကြလားမေးရမယ် interview မှာလည်းအောင်လားကြအလုံး interview ကိုပြောတာပေါ့နော်တန်ရုံး interview ကိုပြောတာမဟုတ်ဘူးရှင်ဒီအလုပ် interview မှာအောင်လာကြတာရှိတာဆိုတော့ဟုတ်အောင်လာကြတာရှိပါတယ်ရှင်သူတို့ဘက်က English skill interview ဖြေရတဲ့အလုပ်ပြောတာเนาะ English skill စကားပြောလို့ communication မလုပ်နိုင်ဘူးဆိုရင်တော့သူတို့ဘက်ကနည်းနည်းလေးအဆင်မပြေဖြစ်တာမျိုးလေးရှိရတဲ့ကြောင့်မို့အဲ့ဒီမှာတော့အောင်လာကြတာမျိုးလေးတော့ရှိနိုင်ပါတယ်ရှင်ညီမမောင်လေးအတွက်လည်းတဲ့ e-video လေးပါဒီပဲဟုတ်ကဲ့ပါရှင်ကျေးဇူးပါမဟုတ်နာမည်လေးဘယ်သူလဲမသိဘူးရှင်ဟုတ်ညီမဘက်မှာe-video အခုလက်ရှိ Liberty Visa မှာ e-video လောက်ထားတဲ့သူတွေရာကြောတာဆိုတော့လေနာမည်လေးပြောပြရင်ပို့ပြီးတော့အဆင်ပြေပါတယ်ရှင်ဟုတ် Visa ရပြီးရဲ့ US ထဲရောက်ပြီးရင်တဲ့အဲ့ဒီခေါ်ပေးတဲ့ company မှာဘယ်လောက်ကြောင်ဟုတ်ကဲ့ဟောပေါ့နော်state မတူတဲ့အတွက်ကြောင့်မို့လို့အလုပ် contract တော့မရှိဘူးရှင်ဒါပေမဲ့နဲ့ပေါ့နော်ဒါပေမဲ့ပေါ့နော်သူကအနည်းဆုံးတစ်နှစ်ကတော့လုပ်ပေးရမယ်ရှင်ဒါကလည်းသူတို့ဘက်က sponsor green card sponsor ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အနည်းဆုံးတစ်နှစ်လုပ်ပေးရမယ်ပေါ့ဒီကြားထဲမှာကိုကအလုပ်ရှင်နဲ့အဆင်ပြေလို့ဒါမှမဟုတ်ရှင် manager နဲ့အဆင်ပြေလို့ပေါ့နော်ကိုသူတို့ပြောပြီးထွက်လို့ရတယ်ဆိုတော့ဒါကတော့ကိုပေါ်မှာမူတည်သွားတယ်ပေါ့အနည်းဆုံးသူတို့ကတော့တစ်နှစ်တော့လုပ်ပေးရမယ်ပေါ့ဒီမျိုးတစ်နှစ်လုပ်ပေးလို့သူတို့ဘက်ကမလုပ်ဘဲနဲ့ထွက်လိုက်လို့ဘာတွေအကျိုးဆက်တွေဘာတွေဆက်ဖြစ်နိုင်လဲလို့တချို့ customer တွေလည်းမေးတတ်တယ်ဒါ customer မေးတတ်တဲ့မေးခွန်းလေးတွေညီမပြန်ပြောပြတာပေါ့နော်အဲ့လိုမျိုးရှိတဲ့အတွက်ကြောင့်မလို့ဘာဖြစ်နိုင်လဲလို့ဆိုရင်တော့ green card တွေကိုလိုက်သိမ်းတာမျိုးတော့မရှိဘူးဒါပေမဲ့သူတို့ဘက်ကမကျေနပ်လို့ပေါ့နော်ဒီ USCIS ကိုတိုင်ခဲ့ရဆိုရင်เนาะကိုက green card တက်တန်းပြေလို့ green card တက်တန်းတိုးတာဒါမှမဟုတ်ရှင်ကိုက green card တက်တန်း5နှစ်ပြေလို့ citizen ရှောက်ချင်လို့အဲ့ခါကြလို့ရှင်တော့သူတို့တိုင်ထားရတော့ cost ရှိရဆိုရင်တော့ကိုတို့ဘက်ကပြန်ပြီးတော့ရှင်းနေနဲ့လိုက်ရတဲ့ပိုင်းတွေကတော့ရှိသွားနိုင်တယ်ပေါ့နော်ဟုတ် green card ကတော့ပြန်သိမ်းမှန်ခွင့်ကတော့မရှိပါဘူးရှင်အဓိကတော့ဥပဒေမရှိလို့ပေါ့နော်ဟုတ်
ကျွန်တော်လည်း EV3 Liberty နဲ့ရှောက်ထားပါတယ်။ဟုတ်ကဲ့ပါကိုရေကျေးဇူးအများကြီးတင်ပါတယ်နော်။ဟုတ်တခုခုဟိုလေသိချင်တာအဆင်မပြေတာရှိရင်လည်းညီမတို့ပြောလို့ရပါတယ်နော်။အာမနာပါနဲ့ရှင်။ဟုတ်ကဲ့ပါ။ဟုတ်EV3 အကြောင်းတွေပဲပြောနေညီမ EV5 အကြောင်းကိုထပ်ပြီးတော့ပြန်ပြီးတော့ဖြစ်အောင်မယ်ရှင်ခုနပြောသလိုပေါ့နော်ဒါလူလဲတဖြည်းဖြည်းကြည့်တာရှေ့ရလူတွေမမှီတာမျိုးတွေရှိမှာဆိုတော့လေညီမ EV5 အကြောင်းထပ်ပြီးတော့ဖြစ်ပြရရှင်ဒီ EV5 visa ကကျတော့ investment လုပ်တဲ့ visa သူလည်း green card ရတဲ့ visa တိုက်ပေါ့နော်process တိုင်းကကျတော့တစ်နှစ်ခွဲလောက်ပဲကြာတယ်နောက်ကဘာတွေ investment လုပ်ကမှာလဲလို့မြည်လို့ရှင်ညီမတို့ကကျတော့လက်ရှိမှာ approve ဖြစ်ပြီးသား project ပေါ့နော်သူကကျတော့ဒီ North Carolina မှာရှိရဲ့ဒီအိမ်ယာစီမံကိန်းပေါ့နော်အဲ့ဒီမှာ investment လုပ်ကမှာပါရှင်ဟုတ်နောက်ကကျတော့တချို့တွေကကျတော့မေးကြတယ် EV5 မှာကျတော့လေ project တစ်ခုနဲ့တစ်ခုတော့မတူဘူးရှင်တချို့ကကျတော့ invest ကိုဘယ်လောက်လုပ်ကမှာလဲမေးတာမျိုးတွေရှိတယ်တချို့ကျတော့9နှစ်လား10နှစ်လား invest လုပ်ကမှာလားပေါ့နော်အဲ့လိုမျိုးတွေမေးတာမျိုးရှိတယ်ညီမတို့စီမှာကျတော့ဒီအခုလက်ရှိ project ပေါ့နော်အခုဖြစ်ပြီးသား project ကသူများကြီးလို့9နှစ်လဲ invest လုပ်စရာမလို10နှစ်လဲ invest လုပ်စရာမလိုပေါ့နော်အဓိကကိုဘက်ကကိုလက်ဝယ် green card ရပြီးရဆိုရင်နော်ညီမတို့ဘက်က invest လုပ်ထားတဲ့ဒီ payment ကိုပြန်ပေးရပေါ့နော်ဒါ green card ရပြီးရဆိုတာ ਨੇ ဒီဟာညီမတို့ဘက်ကဒီ invest လုပ်ထားတဲ့ဟာကိုပြန်ပေးရပေါ့နော်ဒါကတော့ project တစ်ခုနဲ့တစ်ခုမတူလို့နော်ညီမဒါရှင်းပြတာရှင်တချို့ကျတော့လုပ်ပေးရတဲ့အပိုင်းတွေရှိရ invest လုပ်ပေးရတဲ့အပိုင်းတွေတချို့ရှိရပေါ့9နှစ်လုပ်ပေးရတာမျိုး10နှစ်လုပ်ပေးရ10နှစ်ပြည့်သွားမှကို invest လုပ်ထားတဲ့ဟာ payment ကိုပြန်ထုတ်ပေးတာမျိုးဒါပေမဲ့ညီမတို့ဒီရဲ့လက်ရှိ project ကကြတော့ green card ရပြီးရဆိုတာ ਨੇ invest လုပ်ထားတဲ့ payment ကိုပြန်ပြီးတော့ထုတ်ပေးရပေါ့နော်နောက်ခါလည်းအခုလက်ရှိ project က approve ဖြစ်ပြီးသား project ဖြစ်တဲ့ကြောင့်မို့လက်ရှိတမနာကသူကဒီ investment ကိုကတ်ကိုပေါ့နော်ဒီ EB5 သူကိုကတ်အနေနဲ့ပြောင်းမယ်ဆိုပြီးတော့သူကမိကုန်းမှာပြောခဲ့တယ်အဲ့ဒီအတွက်လည်းသူကဒေါ်လာ9 သန်းဆိုပြီးတော့မိကုန်းပြောခဲ့တယ်ပေါ့ဒီဟာကလည်းလက်ရှိမှာapprove မဖြစ်သေး confirm မဖြစ်သေးဘူးပေါ့နော်မတေချာသေးဘူးပေါ့ confirm မဖြစ်သေးဘူးတေချာအတိအကျမဟုတ်သေးဘူးပေါ့နော်ဒါသူပြောလိုက်တာပဲရှိသေးတာပေါ့ဒါပေမဲ့အဲ့ဒီသူပြောလိုက်တဲ့အရာဒီနောက်ပိတ်ဆုံး confirm ဖြစ်သွားပြီဆိုရင်တော့မှညီမတို့လက်ရှိ approve ဖြစ်ပြီးသား project ကအရင်ရဲ့ payment အတိုင်းပဲရရှိနေအောင်မှာပေါ့နော်ဟုတ်အဲ့ဒါလေးလည်းညီမရှင်းပြပေးရပါရှင်ဟုတ်EV5 နဲ့ပတ်သက်ပြီးတော့အသေးစိတ်ပေါ့နော်ဆွေးနွေးချင်တယ် discuss လုပ်ချင်တယ်တူးချင်းစီလည်း discuss လုပ်ချင်တယ်ဆိုရင်လည်းညီမတို့ဘက်ကိုဆက်သွယ်လို့ရတယ်ညီမတို့ဒီ EV5 နဲ့ပတ်သက်ပြီးတော့ဟိုဘက် company ပေါ့နော် US ဘက်မှာရှိတဲ့ company နဲ့ရှင်းနေနေနဲ့လည်းဒီဟာစိတ်ဝင်စားရတဲ့သူတွေဆိုလည်းဓာတ်ရိုက်ချိတ်ဆက်ပြီးတော့ meeting လေးလည်းလုပ်ပေးပါတယ်ရှင်ဟုတ်အသေးစိတ်နားထောင်လိုက်တဲ့ဆိုရင်ဒီမှာကျတော့ live မှာကျတော့လေလုံးဝအဆအဆုံးဒီ process ကိုဒီပုံစံရှိရဆိုတာပဲချပြပေးလို့ရတာဒါပေမဲ့အသေးစိတ်သူ့မှာဘယ်နေရာမျိုးကဘာမျိုးအဲ့လိုမျိုးတွေကကြာညီမကျတော့ live ထဲမှာပြောလို့အဆင်မပြေဘူးအဲ့ဒါကြောင့်မို့ဒါကိုအသေးစိတ်ဂဂနတိတိကျကျသိချင်တယ်အဲ့လိုမျိုးဆိုရင်တော့ညီမတို့ဒီဟုတ်ပါတော့ဒီဟာနဲ့ပတ်သက်ပြီးတော့ meeting လေးလုပ်ပေးမယ် meeting လေးလုပ်မယ်ဆိုတော့ဟိုဘက် company နဲ့ကိုတို့ညီမတို့ဘက်ကတော့ခုနပြောလို့ဘယ်အရာမှလျှို့ဝှက်ထားတာမရှိဘူးအကုန်လုံးချပြပေးရဲအဲ့အတွက်ကြောင့်မလို့ဒီဟာနဲ့ပတ်သက်ပြီးတော့သိချင်တယ်ဆိုရင်ညီမတို့ဟိုဘက် company ရှင်းနေနေနဲ့အကုန်လုံးချိတ်ဆက်ပြီးတော့ပေါ့နော်ဟိုဟာလုပ်လို့ရတယ်တချို့ရှိရဟန်ဒါကိုယုံရပါမလားငါတို့ဟိုဟာဖြစ်ထားလို့ရှိရင်ဟိုဖြစ်သွားမယ်ဆိုရင်စိတ်မျိုးရှိကောင်းလဲရှိလာနိုင်တယ်အဲ့ဒါကြောင့်ကိုကUS ဘက်မှာဆွေမျိုးသားချင်းမိတ်ဆွေတငယ်ချင်းရှိလို့ဒီ project ကိုပေါ့နော်ဝင်ရပြောမယ်ဆိုရင်မြေပြင်ဆင်းပြီးတော့လေ့လာခြင်းတယ်ဆိုရင်လည်းလေ့လာလို့ရတယ်ပေါ့နော်အဲ့လိုမျိုးလည်းလေ့လာလို့ရတယ်ညီမတို့ခုနပြောဆိုဒီ project ကဘာမှရှိတယ်ရှိ project ကဒီNorth Carolina မှာရှိရဲအဲ့မြေပြင်ကိုတချို့ဆင်းပြီးတော့တေချာလားဆိုတာသိချင်တယ်ဆိုရင်လည်းဓာတ်ရိုက်သွားပြီးတော့ဆွေမျိုးခုနပြောဆွေမျိုးသွားချင်းရှိလို့တငယ်ချင်းရှိလို့သွားပြီးလေ့လာခိုင်းနေဆိုရင်လည်းလေ့လာလို့ရတယ်ပေါ့နော်ဟုတ်ဒါလေးလည်းညီမရှင်းပြပေးရပါရှင့် US မှာတဲ့ green card လျှောက်ထားသူတွေ green card မကြဘူးဆိုတာUS မှာ green card လျှောက်ထားတဲ့သူတွေ green card မကြဘူးဆိုတာလေဘာကိုပြောရလဲမသိဘူးရှင်ဟုတ်တရားဝင်နေထိုင်ပြီးတော့ခုနပြောရပေါ့နော် EV3 တို့ EV5 တို့ဆိုတာsorry EV3 ဆိုရင်တော့ဒီ green card ကဒီဘက်ကနေအရင်ရမှာရှင်ဟုတ်
ပြီးတော့မှသူတို့နိုင်ငံနဲ့ရောက်မှဒီ cut ထုတ်ပေးတာ approval letter ကနေဒီဘက်ကနေတခါလေးထုတ်ပေးတာရှင်ပြီးတော့မှတန်ရုံးဝင်ရတဲ့အဆင့်ကိုလောက်ကြတာပေါ့နော် EB 1 2 3အဲ့အကုန်လုံးကဒီဘက်ကနေတရားဝင် green card ရပြီးမှသွားတဲ့အပိုင်းကြီးပေါ့နော်နောက်တစ်ခုကကြတော့ US မှာ green card လျှောက်ထားတဲ့ green card ဒါညီမဒီမေကွန်းလေးကိုကြည့်ပြီးတော့ညီမဖြေပေးကြည့်ရပါတော့ဒီဟာကညီမစိတ်ထင်ပေါ့နော်ဟုတ်လားမသိဘူးရှင်အဆိုင်လန်ခံထားတဲ့သူတွေများလားမသိဘူးရှင်ဟုတ်အဆိုင်လန်ခံထားတဲ့သူတွေဆိုရင်တော့သိကြရတယ်ရှင်ဘာလို့ဆိုတော့ green card ရဖို့ကတချို့ဆို10နှစ်လည်းမရအောင်15နှစ်လည်းမရအောင်အဲ့လိုမျိုးအနေထားမျိုးတွေအများကြီးရှိရရှင်အဓိကရှိနေပုံမှာလည်းမူတည်နိုင်တယ်ပေါ့နော်ဟုတ်ဆိုတော့ဟိုအဆိုင်လန်ခံထားတဲ့သူတွေဆိုတော့အဲ့လိုမျိုးအနေထားမျိုးတွေရှိနိုင်ပါတယ်ရှင်ဘာလို့ဆိုတော့အဆိုင်လန်ခံထားတဲ့သူတွေတော်တော်များများ green card ရဖို့အတွက်ကိုကြားပါတယ်ရှင်ဟုတ်ကျွန်တော်ရဲ့ process April လကိုရဲ့ SC တင်ပြီးပြီလားခင်ဗျာကိုမွန်အောင်လည်းတွေ့ဟုတ်ကဲ့ပါရှင်အကိုဟုတ်ဟိုလေ SC တင်ပြီးသွားပြီနဲ့တွေ့ရရှင်ဒါပေမဲ့ဟိုကနံပါတ်ရလို့ရှင်တော့အကိုညီမတို့ဘက်ကဆက်သွယ်ပေးမယ်နော်ဟိုနော်ဟုတ်ပါလေမေးကြရှိလို့ရှင်ဟိုပါပေါ့နော်ဟိုဒီမှာထပ်ပြီးတော့မေးလို့ရရင်နော်ညီမနောက်9မိနစ်လောက်နေလို့ရှင် live လေးကိုပိတ်တော့မှာဆိုတော့လေဒါမှ customer လေးတွေလည်းရောက်နေတာဆိုတော့အားကြောင့်မို့ဟုတ်TV သမားတွေတဲ့ US တောင်းနေတာတဲ့ green card ဟာအခုနမဟုတ်ကဲ့ DV သမားတွေ US ရောက်နေတာ green card ချပေးဆိုအခုနပြောသလိုပေါ့နော် DV နဲ့တော့ဒီ EB3 process တွေနဲ့တော့မတူဟိုတူမလို့နဲ့ကွဲရပေါ့နော်ဒီ EB3 process တွေကကြတော့ EB3 ပဲဖြစ် EB5 ပဲဖြစ်ဒီ process တွေအနေနဲ့ကကြတော့ဒီအစိုးရကိုခွန်ဆောင်ထားတဲ့အပိုင်းတွေရှိရပြီးသားလို့ရှိရင် EB3 ဆိုရင်လည်းဒီ customer ဘက်ကနေခွန်ဆောင်ရတာမဟုတ်တခုတည်းနဲ့မဟုတ်ပဲနဲ့ဒီခေါ်မဲ့ company ပေါ့နော်ဥပမာ McDonald ကခေါ်มาလား McDonald ကဒီ international worker တယောက်ကိုခေါ်ဖို့အတွက်သူတို့ကဒေါ်လာတယောက်စာပဲရှိသေးတာနော်တယောက်စာကိုဒေါ်လာ3သိန်းကနေ5သိန်းကြားပြပေးရတယ်ပြီးတော့ तू ကနိုင်ငံသားဖြစ်ကြောင်းတွေအများကြီးပေါ့နော်တင်ပြဒီ company ဘက်ကနေတောင်မှတင်ပြတဲ့အပိုင်းတွေအများကြီးရှိရဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟိုဒီ DV နဲ့တော့မတူဘူးပေါ့နော် DV ကတော့ပြောရမယ်ဆိုရင်immigrant visa တိုက်ဆိုပေမဲ့နဲ့ဒါကအစိုးရဘက်ကခေါ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့လိုမျိုးတွေတော့ဖြစ်နိုင်ပါတယ်ရှင်ဟုတ်အဲ့တော့အစိုးရဘက်ကသူ့ဘက်ကပြောရမယ်ဆိုရင်ဟိုပြန်ပြီးတော့ပေးရတဲ့အပိုင်းတွေဖြစ်တာဆိုတော့လေအဲ့လိုမျိုးလေးတော့ဖြစ်နိုင်ပါတယ်ရှင်ဟုတ်နောက်3မိနစ်လောက်နေ live ပိတ်တော့မယ်နော် live ပိတ်တော့တခြားတော့မဟုတ်ဘူးငါ customer တွေလည်းရောက်နေရဆိုတော့လေညီမဟောဖြစ်တာဟွာလေတီးချင်တာရှိလဲဟိုခုပေါ့နော် live ကတော့ညီမဒီတိုင်းထားအောင်ပါရှင်ဒီတိုင်းထားကြည့်လို့ရသေးရပေါ့နော်ဟိုဒါပေမဲ့ရွှေချော live ကိုဟိုပါပေါ့နော်ဟိုအကြာကြီးကြည့်ရမှာပြင်းတာမျိုးအကြာကြီးထပ်ပြီးတော့မကြည့်ချင်တာမျိုးဆိုရင်လည်းရတယ်ညီမကိုMessenger မှာဖြစ်ဒါမှမဟုတ်ရှင်Viber မှာပဲဖြစ်ဖုန်းနဲ့ပဲဖြစ်ရုံးမဖြစ်လာပြီးတော့လေဒီညီမတို့ဒီ Liberty Visa ကနေဝန်ဆောင်မှုပေးနေတဲ့ Fair Visa type မျိုးကိုမဆိုဟိုမေးမြန်းလို့ရတယ်ပေါ့နော်စုံစမ်းလို့ရတယ်လုံးပြမမလုံးပြမရေမဟုတ်ဘူးဝင်ရောက်လဲဆွေးနွေးလို့ရတယ်သိချင်တာရှိလို့ရှင်လဲတူတယောက်ချင်း discuss လုပ်ချင်တယ်ဆိုရင်လည်းညီမတို့ဘက်ကလုပ်ပေးရပေါ့နော် DV နဲ့တဲ့ EB3 မတူတာလေးပြန်ရှင်းပြလို့ရမှာ line ထစ်သွားလို့ဟုတ်ကဲ့ပါရှင်ဟောပေါ့နော် DV နဲ့ EB3 နဲ့မတူတဲ့အချက်ကကြတော့ခုနညီမပြောသလို EB3 ဆိုတာကကြတော့ international worker ကိုခေါ်လာတာဘယ်တမခေါ်တာပေါ့နော်ဘယ်တမလားတက်လဲဒီ EB3 ကိုပိတ်ခဲ့တာမျိုးမရှိဘူးနောက်တစ်ခါကျတော့ EB3 ကကြတော့ဒီအစိုးရကိုအခွန်ဆောင်ပြီးတော့နေရတာပြောမှဆိုအစိုးရရဲ့ဝင်ငွေခွန်စီးဆင်းတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဝင်ငွေခွန်စီးဆင်းတာကြ customer ဘက်ကနေပဲစီးဆင်းတာမဟုတ်ဘူးဟိုဒီခေါ်ပေးတဲ့ company ပေါ့နော်ဥပမာ sponsor ပေးတဲ့ company ဘက်ကနေလည်းဒီအစိုးရကိုအခွန်တွေဆောင်ရတယ်သူဆောင်ထားတဲ့အခွန်တွေကိုလည်းသူပြပေးရတယ်နောက်တစ်ခုကကြတော့ဒီ EB3 ဒီEB3 international worker တယောက်ကိုခေါ်ဖို့အတွက်ကိုသူဆိုရင်ဒါဒေါ်လာတယောက်စာကိုပဲเนาะ
တယောက်စာကို$3 သိန်းကနေ5 သိန်းကြားပြပေးရတယ်ဒီဟာတွေအများကြီးပြပေးရတဲ့အပြင်ကိုဒီအခွန်ဆောင်ထားတဲ့ဟာတွေသူကိုယ်တိုင်ကလည်းနိုင်ငံသားဖြစ်ကြောင်းဒီသူဒီကမ်မီကိုဘယ်နှစ်နှစ်ကနေစတင်ပြအများကြီးပြပေးရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့နောက်ကလည်းဒီအစိုးရစီကိုဝင်ငွေကုန်ဒီ customer ဘက်ကရောဒီခေါ်ပေးရဲ့ sponsor ကမ်မီဘက်ကရောစီးဆင်းတာဖြစ်တဲ့အတွက်ကြောင့်မို့အစိုးရကပိတ်မှာမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးDV ကကြတော့ဘာကွာလဲလို့ဖြစ်လို့ရှင်သူ့နိုင်ငံလေးကိုတခြားနိုင်ငံသားတွေကိုခေါ်ယူတာပေါ့နော်ဒါကသူကိုယ်တိုင်အစိုးရကသူကိုယ်တိုင်ပဲစပွန်ဆာပြန်ပေးရတဲ့အပိုင်းဖြစ်တာပေါ့အဲ့ခါကျတော့သူစီကနေသူစီကိုဝင်ငွေကိုမဝင်မဲနဲ့ तू ကပြန်ပေးရတဲ့အပိုင်းကြီးဖြစ်တာပေါ့အဲ့မှာကွာသွားတာရှင်ဟုတ်အားကြောင့်မို့လို့ဒီ DV ကိုပေါ့နော်ဒီရှေ့မှာတော့လည်းအခုလက်ရှိတမရတက်တော့လည်း DV ကိုဘန်ခဲ့တာမျိုးလေးတွေရှိရဆိုတော့လေဟုတ်ပါလေဒီနေ့live အမေးကြမရှိတော့ဆိုရင်ညီမ live လေးကိုပိတ်လိုက်တော့မယ်เนาะဘာလို့လဲဆိုတော့ညီမဒီရှိမှလဲ customer တွေနဲ့စကားပြောကြရှိတရားဆိုတော့လေဟုတ်တခုခုသိချင်တာရှိရင်ခုနညီမပြောသလို page messenger မှာလည်းပြောထားလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်ဖုန်းနံပါတ်လည်းခြံထားလို့ရတယ်နောက်ခုကကြတော့ဒီViber ကိုရုံးဖုန်း Viber ကိုဆက်သွယ်လို့ရတယ်ဖုန်းဆက်လို့ရတယ်ဒါမှမဟုတ်ရှင်ရုံးလာခြင်းနဲ့ဆိုရင်ကြိုတင်ပြီးတော့ appointment လေးယူလို့ရတယ်ပေါ့เนาะဟုတ်ကဲ့ပါရှင်ကျေးဇူးအများကြီးတင်ပါတယ်เนาะဟုတ်ကဲ့ပါရှင်အားလုံးပဲတတားဟုတ်